ကဲဘာရောစောင်းရတဲ့အချိန်ကတော့ရောက်လာပြီ စောင်းရဂျိုနဲ့မှာပါနော် နဲ့မှာပါ စောင်းရဂျိုနဲ့မှာပါ အားလုံးပဲစောင်းမျှော်နေကြတဲ့ Echo versus မြန်မာ All Star တို့ရဲ့ fan match ပွဲစဉ်လေးစတင်တော့မှာဖြစ်ပါတယ် ကျွန်တော်တို့ပြည်သက်တွေမြင်ချင်နေရဲ့အကိုတို့ဆင်းပေါ်ခေါ်ချင်ပါတယ်ဒါပေမဲ့အိမ်နာတက်နေလို့ခဏတော့စောင့်နေကြပါ တက်ပါစေတက်ပါစေ ဟုတ်တယ်ခုနကဒလိကားထဲမှာအမှန်နဲ့ဒီ Echo က player တွေနဲ့တွေ့တယ်အဲဒီမှာယာဝီကိုကပ်ပြီးတော့ပြောခဲ့ပါတယ် You have a lot of Myanmar friend here and then ဘာကြောင့် fan တွေများရလဲဆိုတာပါတခါရှင်းပြခဲ့တယ်နင်းနဲ့ခြောင်ပိုင်ဝမ်းစောကျင်လို့ပြောခဲ့ပါတယ် ဆို All Star ကိုအရင်ဖိတ်ခေါ်ပြီးတော့သူတို့ဘယ်လိုခံစားရလဲဆိုတာအရင်မေးကြည့်အောင်ဖိတ်ခေါ်ပေးပါဦး ဟုတ်ကဲ့ပါ Echo နဲ့ fan match ဆော့မယ်မြန်မာ All Star player တွေကိုစမြင့်ထက်ကိုဖိတ်ခေါ်ပါရှင်လက်ခေါက်တန်လေးနဲ့ကြိုးသွင်းပေးလိုက်ပါဦး All Star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  ဝေးလာတော့မယ် ကဲ ရင်းနှီးနေတဲ့တရုတ်ကြီးတို့မျက်နှာမြင်ရတာဝမ်းသာလိုက်တာ ကဲဘယ်လိုခံစားနေလဲတစ်ချက်လောက်မေးကြည့်ပါဦးအကိုနဲ့ပြိုင်ဆော့ရမှာဆိုနိုင်မယ်ထင်လား ထင်ပါတယ် ထင်ပါတယ်နိုင်ရင်ဘာလုပ်မှာလဲဒီတိုင်းမှာ အားမလုပ်ပါဘူးရှော့ပေးလိုက်ပါ လျှော်ပေးလိုက် တကယ်ကြီးလား နိုင်ဝိုင်းတော့လေမတိုက်ပဲနဲ့ရှော့ပေးမှာကိုပြောတာ ရှော့ပေးမှာအရှုံးပေးမှာလား ဟုတ်နိုင်ဝိုင်းတော့လေမတိုက်ပဲနဲ့ရှော့ပေးမှာ အနိုင်မဲယူမှာပြီးရင်ပြုံးလေးနေမှာအဲ့လိုโอเคဆိုတော့မေးကြည့်ပါဦးဒီမှာ ဒီတို့ Ace တို့ရောဒီ All Star match နဲ့ပတ်သက်ပြီးတော့ခန်းစားချက်လေးတစ်ချက်လောက်ပြောပြပါအောင်ရှင့် စင်ပေါ်မှာမစော့တာလဲကြားပြီဆိုတော့နည်းနည်းတော့ excited တော့ဖြစ်တယ်ပေါ့နော် All Star မှာတော့အကောင်းဆုံးတော့ဆော့သွားမှာပါဗျ ဒါပေမဲ့ရိုက်မှာပဲမလားရိုက်မှာပဲမလား ဗျာ ရိုက်မှာပဲမလားလို့ အကောင်းဆုံးတော့ကြိုးစားပါမှာ မဟုတ်အဲ့လိုအဖြေမလိုချင်ဘူးတဲ့အဲ့လိုအဖြေမလိုချ အဲ့ င် လို ဘူး ဖြေမလို့ချင်းရိုက်မယ် โอเคအဲ့လိုဖြစ်နေရမယ် Ace ကရောပြောပေးပါအောင် ကျွန်တော်က trader တို့ပြောစရာတော့မရှိပါဘူးဒီပြောခဲ့တဲ့လိုမျိုးပဲဒီလိုမျိုးစင်ပေါ်မှာမစော့အားကြာပြီဆိုတော့ပြန်စော့ကြည့်ကြတာပေါ့ ရိုက်မှာလားအဲ့တော့ ရရင်လည်းရရင်ပဲပေါ့ ရိုက်ရိုက်ရော โอเคနီကိုဟမ်ပြောပါနစ်ခံစားချက်လေး ခံစားကြတော့ထွေထူးမရှိပါဘူးကျွန်တော်လည်းကြိုက်ပါဘူး โอเคโอเคဆိုတော့ All Star ရဲ့အသက်အငယ်ဆုံး16နှစ်ပဲရှိသေးတယ်ပြောပါအောင်ရိုက်မှာပဲလား ပိတ်သက်တွေကဒီလိုအားပေးမှတော့ရိုက်ပေးရတော့မှာပေါ့ โอเคအဲ့တော့အားလုံးကရိုက်မယ်ရိုက်မှာလားတယောက်ကြီး တော်ပြီလေသူတို့ရိုက်နေရ ကဲအဲ့တော့အိမ်နာတက်တဲ့လူတွေပြန်လာပြီလားမသိဘူးဖိတ်ခေါ်လိုက်ရမလား အိမ်သာတက်တဲ့ကောင်လေးရောက်ပြီ ဆိုတော့အဲ့ဆိုဖိတ်ခေါ်ကြည့်လိုက်မယ်နော် အာ So I would like to bring the honorable guest team onto the stage who came all the way here from Philippines. Echo, please join me on the stage. Echo 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 Welcome Echo can you introduce yourselves and the roles you play on the Echo team Hello, I'm Carl Daisy, jungler of Echo. I'm Benny Cutie, Goldaner of Echo. I'm Sanford, explainer of Echo. I'm Sanji,
millionaire ng Echo. I'm Yawi Tank of Echo. One more question. How does it feel to be M4 World Champion? Of course, we're really happy to be a champion, and I can explain the feeling to you guys unless you've been there, so I don't know. ဟာမေအောင်လေဆက်စုကျင်သေးလားအကိုမစုကျင်တော့ဆိုလို့ရှိရင်ပြိသက်တည်းစိတ်မရှိတော့ဆို Sergeant Abitane. Also, So thank you for Hanai. joining the stage. Let's start the fan match. Okay Wait. Before the start the match, I want to ask the Echo team, do you know any Myanmar words in game? Have you ever typing in game? Do you know? Do you know? Mingalabar. Chisuba. Thank you. Okay, let's start the fan match match. begin. Yeah. Okay ပါအခုဆိုရင်တော့ Echo versus မြန်မာ All Star Team တို့ရဲ့ fan match ပွဲစဉ်လေး Game 1စတင်လာပြီဖြစ်ပါတယ်ရှေ့အားလုံးပဲလက်ခုပ်တန်လေးတွေကြိုးသွပေးပါဦး ကဲအားလုံးပဲเนาะကျွန်တော်စောင့်မျှော်နေကြတဲ့ Echo versus All Star ကျွန်တော်အသင်းတို့ရဲ့ဒါပွဲစဉ် Game 1မှာเนาะ Draft Pick လေးကတော့စပါပြီဒီဘက်မှာတော့ Echo Fanny နဲ့အတင်းနဲ့ကိုဘန်သွားတယ်ဗျအော်ကျွန်တော်ဒီဘက်မှာ coach တွေပိုင်းခေါ်လာ Coach ခေါ်လာ ရမ်းမလုပ်ပါနဲ့ရမ်းမလုပ်ပါနဲ့ အရင်မလုပ်တယ် လောက်ကြီးကြောင်နောက်ထပ်တစ်ကောင်ဘန်းမယ်ဘောနော်ဒီဘက်ကရီတာတွေပါထပ်ထည့်လိုက်တယ်ဘောနော်ဘက် Justin Hero တွေပါညာထည့်မှတော့ရမယ် ဟုတ်တယ် ဒီဘက်မှာလည်း Nolan Medra ကျွန်တော်ဒီဘက်မှာ join ကိုထပ်ပြီးတော့ ban နိုင်တယ်ပဲ first spin မှာ Novaria Okay ဒါလေးဖြစ်တင်တယ်ကျွန်တော်တို့ဒီဘက်မှာလည်း Fredwin တွေတို့ဘာလို့လဲလွတ်နေသေးတယ်ပေါ့နော်ဆိုတော့ Fredwin တော်တော်လေးရွေးချယ်တင်တဲ့ hero တစ်ကောင်ပဲဒါပေမဲ့လည်း Valentina နဲ့ Bruno ဂိုးလင်းကိုပဲရွေးချယ်သွားတယ်ဗျ Ace Rock ကတော့ hero စောစောသေးပဲထုတ်ပေးလိုက်တယ်ပေါ့နော် Bruno Justin တော့ Valentina ပေါ့ စဉ်းစားအောင်မယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒါကတိကြီးတို့ဘာလို့အဲ့လိုမျိုးတည်ရမှာဂျူရေးပဲကြံကလာတွေကနည်းနည်းလေးအခက်အခဲဖြစ်နိုင်လားဆိုတော့လေ ဟုတ်တယ် နော်သူကြံကလာကိုနောက်မှစဉ်းစားမယ်လောလောဆယ်ပဲသူတို့ရဲ့အဆောင်ဆုံးဆိုတဲ့ဒါကျွန်တော်တို့ဒါ Ace Bruno နဲ့ Justin Valentina ပေါ့နော် ကဲဆိုတော့ Echo ဘက်ကတော့ Fredwin ညာကျွန်တော်ဒီဘက်မှာလည်းဒါ All Star ဘက်ကမယူသွားဘူးဆိုတော့ဒီဘက်မှာချက်ချင်းဆိုသလို KDZ တို့ Fredwin ဂျန်ကထုတ်တယ်ဒီဘက်မှာလည်း Banana ပထပ်ပစ်လိုက်တော့ပို့ပြီးတော့တေချာသွားတယ်လို့ပြောလို့ရတယ်တေချာသွားတယ်ကျွန်တော်ခွပစ်တာပေါ့နော်ဟုတ်တယ်ဒါပေမဲ့ခုလောတယ်တော့အားလုံးမြင်နေနေတဲ့တို့ဒီရဲ့လက်ပုတ် လက်ခုပ်တန်လေးတွေကြားနေရတယ်နော်ဒါတော့ကျွန်တော်တို့ဒီရဲ့လက်ဖူးကိုပြန်ပြီးတော့မြင်ရတဲ့ပွဲနော်ဆိုတော့ခုလောတယ်တော့ off flamer ဒီရဲ့လက်ဖူးဒီဘက်မှာတော့ကျွန်တော်နောက်ထပ်နှစ်ကောင်းစီထပ်ပန်းရမယ်တစ်ဖက်မှာတော့ဒါ All Star ဘက်မှာဒိုနေတာကတော့ Jungle ဒီဘက်ကကယ်ဒီစီနဲ့ရှင်ချလို့ရမယ်နီကိုရဲ့မားတစ်ရှိမယ်အကိုင်းရှိမယ်ဆိုတော့ဒီလန်စလော့ညာနော်ပေးထားလို့မရအောင်ဆိုတော့အမားတလိုင်း Jungle တွေပေါ့နော်ဘာစီယာလိုကောင်မျိုးတော့ဂျန်နေသေးရဲ့6အဲ့မှာတော့ရာAsia ဘန်းသွားတယ် Asia ဘန်းလိုက်တာ ဟုတ်တယ် Okay Asia full ban မတ်စမန်တစ်ဖက်မှာတော့ဟုတ်တယ်လိုနေတာ Bunny Cutie တို့ကကျွန်တော်ဂိုးလိန်လိုနော်ဒီ Bruno နဲ့ရှင်ထိန်လို့ရမယ့် hero တွေပါတော့မပေးချင်ဘူးနော်။တစ်ဖက်မှာတော့ Dicky ဘန်းသွားတယ်ဟုတ်တယ်။ Dicky Bruno တွဲလိုက်မယ်ဆိုရင်လည်းအရန်ဆိုးသွားမှာဆိုတော့ဒါတို့ကမပေးဘူးဆိုတာလေဖြစ်တော့ဖြစ်နေတယ်ပေါ့နော်။ အဲ့တော့ Brody တောင်းမဟုတ်လဲ Cloud တို့ဘာလို့လဲလာနိုင်မှာသေးတယ်ကြည့်ရကြည့်ရမယ် Okay ဆိုတော့နောက်ထပ်တစ်ပတ်မှလည်းဘန်းစရာဒီ Masman ပဲထပ်ဘန်းမယ်ထင်တယ်ဗျအဓိကကတော့ဖတ်မှာလို့ကဘန်နကျူတီရဲ့ကြီးလို့မနော်ဟုတ်ကဲ့ဒေါ်ဒီပဲထပ်ပိတ်သွားတယ်အဲ့ဆိုတော့ဒီဘက်မှာတော့ Bruno နဲ့ရှင်ထိန်မိုးတော့ကဂိုးလိန်မှာ Erite တကောင်တော့လွတ်နေတယ် Erite တော့ရှိနော်။ညာဆိုတော့ဒီဘက်မှာတော့ support တကောင်ဖြစ်တဲ့ Angela တော့ထပ်ပန်းသွားတာလေးပဲတွေ့ရနေပဲ Roma Blink အနေနဲ့ကတော့သူ့ရဲ့ signature hero တွေရဲ့ Ruby တွေထွက်လာမလား Rafael သူကင်ပါတယ် support ထဲမှာဆိုရင်တော့ဒီ meta နဲ့လည်း light တဲ့ hero ပေါ့နော်ဒါပေမဲ့လည်း Changala ပဲရင်ထုတ်မယ်ဆိုရင်လည်းညင်းစရာတော့သိမရှိပါဘူးဟုတ်တယ်မာဒအာယာနဲ့ရှင်ချားတဲ့ Changala မျိုးမထုတ်ခဲ့ပဲနဲ့နီကိုရဲ့ assassin အော်ဒါမှမကာကြိုက်တမ်းနေတယ်ဒီတော့ရောင်ရဲ့ကာကြအဲ့တော့မှာ Lucky Cutie ကျွန်တော်တို့ဒီတစ်ခေါက်မှာဆိုရင်တော့ဒါ big trip ပါ Okay
ဆိုတော့ Yawi ရဲ့ကားကြ Divine Jasmine ညာကျွန်တော်ပြီးရင်လည်းတခါတည်းပဲ Harabuza တို့ဘာလို့ share ခွဲတာဘာညာဝင်လာမယ်ဆိုရင်လည်း Divine Jasmine နဲ့ကောက်ထည့်လို့ရတယ်နော်ကောက်ထည့်ဒါပေမဲ့ Justin ကလည်းအဲ့ဒီကားကြတဲ့ Divine Jasmine ကိုပြန်ခိုးပြီးတော့ဆွဲလို့ရဟုတ်တယ်ဆိုတော့အဲ့ဒါလည်းမေးထားလို့မရတဲ့တစ်ချက်ပဲဆိုတော့နောက်ဆုံး Blink အတွက် Blink Ruby ပဲထွက်လာမှာဒါပေမဲ့ခြောင်ပေါ့နော်ခုနကကျွန်တော်ပြောနေခြောင်ပဲထွက်လာအော် Franco Let's go နော်ကျွန်တော်တို့နှစ်ဖက်လုံးမှာတော့လုံးဝဟိုဒါဖြတ်လို့မရတဲ့ disable တွေပါတယ်ပေါ့နော်တခါတည်းအဲ့လို single target နဲ့ bloody hand နဲ့ကိုက်ပြီးတော့ဖြတ်တာမျိုး divine judgment နဲ့ဆွဲပြီးတော့တတ်တာမျိုးတွေလုပ်လို့ရတယ်ဒါပေမဲ့မတူလားကျွန်တော် Franco ရဲ့ဒီ bloody hand ဖြတ်လို့ရဟိုကာကြောင်ကျတော့ဆွဲမတော့နည်းနည်းပဲထိန်းလို့ရဒီဘက်မှာ Fredwin လိုမျိုး hero လည်းပါနေတော့ Blink ကောင်းကောင်းကိုက်ခွင့်ရမှာမလားဆိုတော့ကျွန်တော်အနေနဲ့တကယ်စိတ်ပူတယ်သူ bloody hand ကိုက်ထားတဲ့အခါမျိုးမှာ Fredwin က brave episode နဲ့ဝင်ပြီးတော့ knockout တွေပေးတာ energy eruption နဲ့ကျွန်တော်လမ်းပြီးတော့ဒါပြန်ပြီးပေါ်တာတွေအဲ့လိုမျိုးတွေနဲ့ဆိုရင်တော့ bloody hand ပြတ်မှာဆိုတော့ဒီပွဲကတော့တော်တော်လေးဒါ all star ဘက်ကနေပြီးတော့တတိထားပြီးတော့ဆိုင်ရမယ့်အနေထားတွေပေါ့နော်ကဲဆိုတော့အားလုံးပဲ drop လေးပြီးသွားပြီဆိုတော့ကျွန်တော်ဒီပွဲလေးကိုကျွန်တော် guest star နဲ့အတူပဲတွားပြီးတော့ကြည့်ရှုလိုက်အောင် let's go ပါ let's go ပြည့်တယ်ကဲလေးရောကျွန်တော်စတင်လာခဲ့ပြီဖြစ်ပေါ်တယ်ခင်ဗျာเนาะကျွန်တော်တို့ဒီမှာ all star နဲ့ကျွန်တော် echo တို့ရဲ့ game number 1ကိုကျွန်တော်စတင်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ guest space မှာတော့ကျွန်တော် kit နဲ့တူရဲ့ဒီဘက်ကတော့ကျွန်တော်တို့ကိုရဲဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ echo အနေနဲ့ဒီတစ်ခေါက်ပွဲစဉ်မှာတော့သူတို့ရဲ့ courtesyနော်ကျွန်တော်ဂျန်ဂလာနေရာမှာတော့ Federal ကိုတော့စပြီးတော့အသုံးပြုလာတာဗျဟုတ်တယ်နော်ဟိုခါတီးကဒီပွဲမှာ Federal တွေပါပြန်ပြီးတော့ကင်လာတာပေါ့နော်ဒီလိုအများကြီးမင်းနေကြတယ် first side နဲ့ import တင်လာပေါ့နော်ချက်တော့ကြည့်ရမယ်ဗျာနော်ဟောဒီကောက်မှာတော့ကျွန်တော် Nico ကတော့ Harabuza Jungle ဗျာနော်ဒီကတော့လပုရေးချထားပြီးတော့ Justin ကတော့သူ့အကောင်းဆုံး hero ဖြစ်တဲ့ Valentina အဲ့တော့ကျွန်တော် Blink ကလည်းဒီပွဲမှာ Franco ပါပြန်ရလာတော့ကြည့်ရမယ်ဟိုဘက်က Echo ကသူတို့တကယ် main line နဲ့ကြီးနဲ့ပြန်ပြီးထွက်လာဗျာနော်ဟုတ်တယ်เนาะကျွန်တော် echo ကတော့လုံးဝ main line နဲ့တူတဲ့ Yawi ပါဖောင်းရင်လာတဲ့အနေအထားမျိုးဖြစ်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲ Blink လက်ရှိမှာလည်းကျွန်တော်တို့ဒါ left hand တွေပြနေကစားမတယောက်ဖြစ်ပါတယ်ဆိုတော့ Justin ရဲ့ Valentina Banichuti အဲ့ဒီမှာတော့ကျွန်တော် vision တွေတော့အကုန်လုံးပြောလို့တော့မရဘူးဗျာ echo ကတော့မြန်မာလိုနားမလည်ပေမဲ့ကျွန်တော်တို့ all star ကစားမတွေကတော့မြန်မာလိုနားလေဆိုတော့တချို့သော vision လေးတော့ကျွန်တော်နည်းနည်းလေး hide ပြီးတော့ပြောသွားမှာပေါ့နော်ဟုတ်တယ်ဒီတစ်ခေါက်လည်းကျွန်တော်တို့ဒါ Banichuti နဲ့ကျွန်တော် Ace ရဲ့เนาะကျွန်တော်တို့ဒီ lane လေးကိုတစ်ချက်ကြည့်ရမှာဖြစ်တယ်လို့ဒါ Sanford နဲ့ဒီနေ့ကလည်းဘယ်သူကပူပြီးတော့လက်ဆောင်တက်ပါလဲပေါ့နော်အဲ့တော့ Khatisi ကတော့အသက်အရွယ်ပိုင်းခြာရမှာဆိုတော့တော်တော်လေးတော့ကျွန်တော်ကြီးတယ်ဆိုပေမဲ့တစ်ဖက်မှာကျွန်တော်ပြန်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့ Jungle လာကဒါဒီမြန်မာနိုင်ငံ player တွေမှာအသက်ငယ်ဆုံး player လို့ကျွန်တော်ပြောလို့ရရပဲเนาะအဲ့တော့ဒီနေ့ရောက်ရှင်ပြိုင်မှုတွေကလည်းဘယ်လောက်ဒီကောင်းနိုင်လဲဆိုတော့ကျွန်တော်ဆက်လက်ပြီးကြည့်ရပါဦးမယ်အဲ့တော့ Khatisi ကလည်းဒီနေ့ပွဲစဉ်မှာ Federal သူ့ရဲ့ family pattern ကလည်းလုံးဝမှန်နေတော့မယ်ဒီရဲ့လပူနဲ့တူရဲ့ Sanford ရဲ့ pattern type ကတော့တိတ်တော့မတူဘူး durability ဆော့တယ်ဆိုနေပေမဲ့လည်းပဲလပူကတော့နည်းနည်းလေးပို့ပြီးတော့မှမာပေးနိုင်တယ်ဆိုတော့လက်ရှိခြေနေမှာတော့ first starter စတင်ပြီးတော့မှပေါ်လာခဲ့တယ်ဗျာဒီနေ့ထားမှာလည်း Khatisi Justin နဲ့တွားပြီးတော့ညှိနေတယ်ဗျာနော်အဲ့တော့ first starter ရောဒီဘက်မှာနော်ကျွန်တော်ဟိုဘက်ကနည်းနည်းလေးပေါ့နော်ပြန်ပြီးတော့လှုပ်ချင်နေတဲ့ပုံစံမျိုးလေးတွေရှိနေတယ်အခုဆိုရဲအသင်းကလည်းနော်ကျွန်တော် walk တောင်မှရတာဆိုတော့ချုပ်လို့တော့မရဘူးဗျာနော် first starter နောက်ထပ်လို့မရခတီးကြီးနော်ဟိုတော့ဟာလာဦးတာဆိုတော့သူကမလူရဲ့ဦးတင်မှာပေးလိုက်တယ်ပေါ့နော်အဲ့ဒါလည်းကောင်းတော့ကောင်းပါတယ်ဘာလို့ဆိုတော့ဒီ Khatisi နဲ့တွားပြီးတော့တက်တက်လူပြီးတော့အဲ့လိုမျိုး fight ရတဲ့ပါလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတဲ့ objective တွေလောက်တာလည်းပုံမိုက်တယ်ပေါ့အထူးသဖြင့်ဒီ Harabuza ပို့ပြီးတော့ pay fan ထားပြီးတော့မှဒါ goal line ကန်ကန်လောက်တာမျိုးဆိုလို့ရင်ပိုကောင်းလိမ့်မယ်လက်ရှိမှာလည်းကျွန်တော်တို့ Sanford နောက်မှလည်းဒီအနေနဲ့တော့သူ lane face ကိုတော့နော်လုံးဝ resistance 3ချက်တွေပါပေးပြီးတော့မှရှင်းထားရဗျပြီးတော့ဒီပွဲကကျွန်တော်တို့နောက်တစ်ခုထပ်ပြီးတော့ပြောရမှာဒါ all star match ပါနော် all star မဟုတ်ဘူး match မဟုတ်ဘူးအဲ့တော့ကြောင့်မလို့နှစ်သေးလုံးမှရှိနေတဲ့ player တွေကတော့တကယ်ကိုကျုံးရမှာပါအားလုံးမှားနေမှာဆိုလို့ပါ fan match ဆိုတာကျွန်တော်အပြောင်ပြက်ဆော့တာဗျနော်အပြောင်ဆော့တာဒါလုံးဝအတီကျုံးနေရနော်ကဲဒီကျုံးမဲ့ပွဲမှာတော့ကျွန်တော်တို့ရဲ့မြန်မာ all star နော် player တွေကမြတ်ဒီ game number 1ကိုအကောင်းဆုံးဆော့ပြနိုင်ပါမလားဒါမှမဟုတ်နော် echo ရဲ့နော်ပုံစံအတိုင်းပဲ echo foul လေးကိုပဲရောက်သွားပြီးတော့ပဲ echo ကပဲဒီ game number 1ကိုဦးဆောင်ထားနိုင်မလားဆိုတော့ကျွန်တော်ဆက်လက်ပြီးစောင့်ကြည့်ရပါဦးမယ်ကဲလောလောဆယ်မှာတော့အာလီပိုင်းကျွန်တော်အသင်ယူထားတဲ့တော့ကျွန်တော်တင်းမြမှာဒါ all star ပဲပေါ့နော်ကျွန်တော် all star နေတယ်လက်ရှိချိန်တွေမှာတော့နည်းနည်းလေးတော့သူတို့ aggressive မဆော့ပဲねပေါ့နော် defensively ဆော့နေတဲ့အနေထားမျိုးတွေ့ရတယ်ဟုတ်တယ်ပြီးတော့တစ်ဖက်က Philippine team ကြီးဆိုတာလည်းဒါအားလုံးသိတဲ့အတိုင်းပဲနည်းနည်းလေးမှောက်သွားပြီးတော့မှားလို့မရတာမှားနေတယ်ကျွန်တော်တို့ဘက်ကနည်းနည်းလေးလူသွားတာနဲ့သူရာဝီးစပြီးတော့ Jasmine တွေထပ်ပြီးတော့ပြထားပြီးကြားရဲမှာတော့ဘလင်းနဲ့ပေါင်စပြီးတော့ပြက်ရတယ်ဗျအဲ့ဒါမနီကိုပြန်ပြီးရောက်လာပြီး Shadow Kid တွေထပ်ပြီးတော့ပေးထားတဲ့ကြားရဲမှာတော့ Panic တွေသွားပြီးနိုင်တာဗျနည်းနည်း damage ရလူတော့ပါဒီပြန်ပြီးရောက်လာတယ်အဲဒီတစ်ချက်ချထားတဲ့ number is တော်တော်လေးကိုသွေးကိုင်းနေပဲဒါဝဲကြားရဲရိုင်းတိုင်းလို့တော့မရဘူးဗျဟွာ Khatisi ဒီတစ်ခေါက်လည်းသူမသိရတဲ့ပြန်ပြီးထွက်သွားတယ်နောက်မှချန်နေခဲ့တဲ့ Yawi တကောင်လေးဝိုင်းပြီးတော့ဖြတ်နေနောက်လာ Banichuti Yawi
များဒါမှလည်းအင်းတင်နဲ့မရရအောင်တော့ရာဝီသုံးတယ်ဗျာ is မတည်ပါဘူး is ကာတီစီကိုလိုက်တော့မေးကြည့်ပေမဲ့လည်း penalty ရှိနေကြတဲ့အနေအထားဖြစ်ပါတယ်ဗျာနော်ကျွန်တော် lane အခုတွေကလည်းရှုပ်လို့တော့မရအောင်နော်ပြီးမယ်ဆိုရင်ဒီ echo အခုထုတ်လာတဲ့ဒီ game number 1ရဲ့ strategy ကိုအများကြီးဖြတ်နိုင်တယ်ဗျနှစ်တင်းလုံးရဲ့ player ဒီ jungle ဒီတက်နှစ်ကောင်ကလည်းပေါ့နော် team space တွေအများကြီးပါတော့ဆိုတော့သူဘယ်လောက်ကြီးလုံးနိုင်လဲဆိုတော့ ace benefit damage တွေကြားလာလိုက်ရတယ်ရှော့ဗျကဲဒီတစ်ခေါက်မှာဆိုလို့ရှိရင်လည်း penalty မတည်သွားခဲ့ဘူးဗျာနော်နောက်မှလည်း backup အနေနဲ့လည်း Samchi ရဲ့ Novaria ဆက်လက်ပြီးတော့လိုက်လာဗျာနော်၄ယောက်လောက်ဒီကိုမစင်းလာဟုတ်တယ်ကာတီစီကိုအပေါ်မှာဖေးပန်းပေးပြီးတော့ဒါဖန်ခိုင်းတာလေအဲ့ချိန်မှာကျွန်တော်တို့လိုအပ်နေတဲ့ဘတ်တယ်ကိုချန်ရှိနေတဲ့လူတွေကသွားပြီးဆိုင်နေတာဗျအဲ့တော့အဲကူမှာလုံးဝဟိုဘယ်လိုမျိုးပြောလဲဘက်ကပြတ်သွားတယ်ဆိုတာမျိုးသိမတွေ့ရဘူးဗျနော်အဲ့တော့ဒီပွဲကတကယ်ကိုကြည့်လို့ကောင်းနေနေတာမှာနောက်တစ် second target တစ်ကြေကိုပါထပ်မှန်ပြီးတော့မြန်မာတင်းမှာပြင်ပြီးရမှာလေကောဒီရလေးရောကိုဒီကိုရောင်းလူသွားခဲ့တယ်ဗျာဒီလိုချေတစ်ခုမှလည်းထပ်မပြော radio ဆိုနေကြားထဲမှာပန်းနေချူတီအော်ဘလေးမှာထပ်ပြီးတော့အားလုံးတွေပြနေတဲ့ကြားထဲမှာယာဝီပြန်ပြီးတော့လွတ်မြောက်သွားခဲ့တယ်ဗျာကဲ second target ကိုချက်ချင်းပဲကျွန်တော်တို့ရဲ့ဒီဘက်ကမြန်မာ all star တင်ပြန်ပြီးတော့တိမ့်ပိုက်သွားတဲ့နောက်မှာတော့ online first tower တလုံးကိုပါဆက်လက်ပြီးတော့ကျွန်တော်တိမ့်ပိုက်ထားနိုင်ခဲ့ပါတယ်ဒါကတော်တော်ကောင်းပါတော်တော်ကောင်းပါပြီတော်တော်ကောင်းပါပြီဗျာနော်ဂိုးလိမ့်မှာလည်း first tower တလုံးရတယ်လို့မျိုးပေါ်မှာလည်းကျွန်တော် Nico နော်ကာတီစီလိုမျိုး player စီကနေပြီးတော့မရရအောင်တော့သူတက်တက်လူယူခဲ့တယ်ဗျာနော်ဒါမြန်မာနိုင်ငံရဲ့တကယ်ကိုကောင်းတဲ့နော်ကျွန်တော်တို့ဒါနော်လူငယ်ဂျန်ဂလာတယောက်ပေါ့ဂျန်ဂလာတယောက်ပဲလူငယ်လက်တက်လေးဖြစ်ပါတယ်နော်ကျွန်တော်တို့ဒါပွဲတိုင်းစီမှာကြီးမယ်ဆိုရင်လည်းဒါညီကွဲ redistribution ဆိုတိတ်ပြောရတာမှမလို့အနားမှာရှိနေသူ့အရင်တို့တက်မှရတာနော်ဟုတ်တယ်ဆိုတော့ဒီကောင်မှလည်းတက်မှပြီးတော့ Justice ဆွဲပြင်းနေမရလို့ဗျာကျတဲ့ကောင်ဆွဲလာပြီး energy rush ပြန်ပေးရနောက်မှာ Justice ခမေတကယ်ကောင်းတဲ့ထိတ်တွေကြားထဲမှာ UK ထက်ရတယ်ဗျာ UK အဲ့တော့ဒီထပ်ပြီးလိုက်လာပြီ base set တွေထပ်ပြီးပြမှာလားဒါပေမဲ့ Yawi ပြန်ပြီး damage ပေးထားတဲ့ကြားမှာတော့ ban Q ရဲ့ packet တွေရှိတယ်ဗျာခါဒီထပ်ပြီးတေးထားပြီးဒါပေမဲ့ဒီတော်တော်လေးသူကကိုင်းနေခဲ့ဗျာအဲ့တော့ ban rate တွေကြားမှာ Valley ကလည်း off ပြေးနေရဆိုပေမဲ့ ban QT အကောင် damage တွေထပ်ပြီးပြထားတော့မှာ ban QT ရဲ့ကျွန်တော်တို့ဒါတကယ်ကောင်းတဲ့ damage တွေကြားထဲမှာတော့တစ်ဖက်ကဒီပြန်ပြီးတော့ပေးဆက်လိုက်ရတယ်အမှ ace ကာတီစီကသွားကြည့်ရဘိုင်ဝဲပဲဒါပေမဲ့နောက်မှာတော့ပေါ်လိုက်ပြန်ပြီးတော့ပါလိုက်တော့မှာကာတီစီတော့ recall အပြမခံဘူးဗျာနော်ချက်ချင်းပြန်ပြီးတော့မှ energy ration တွေသုံးထားတဲ့အခြေအနေဖြစ်ပါတယ်တကယ်ဟိုတို့ရှေ့မှာခါတီးအရမ်းမာနေတဲ့အတိုင်းတာတစ်ခုမှလည်း ace ပြဖို့အတွက်ကပေါ့နော်နည်းနည်း late game ရောက်လာရင်နည်းနည်းခက်လာမလားလို့ပေါ့ဒါပေမဲ့နောက်မှာဒါနီကိုရဲ့နော်ကျွန်တော် share key တွေပါ damage တွေရှိသေးတယ်သူတို့ကတော့နော်ကျွန်တော် item လေးတွေ damage တွေပို့ပြီးထွက်လာခဲ့မယ်ဆိုရင်တော့ဒါ echo ပို့ပြီးတော့ဒါဗတဲကတော့စိုင်းနိုင်မှာဗျဒီချိန်မှာမြန်မာတင်းဘက်ကနည်းနည်း damage လိုနေတယ်မြန်မာတင်းဘက်ကတော့လက်ရှိချိန်တွေမှာကျွန်တော် ace တွေနဲ့4000 20လောက်ထိကိုဖန်လာတယ်လို့ပြောနေတဲ့ကြားထဲမှာ bloody head တွေနဲ့တူပဲSamchi ခက်ကြတယ်ဗျာအဲ့တော့ခါတီးစီပြန်ပြီးတော့နောက်ဆုံးတာတွေကိုပြန်လာယူဖို့တော့သူကျိုးစားနေတယ်သူတို့ကမှ4ယောက်ပဲရှိတယ်ဆိုပေမဲ့အကောင်းဆုံးပဲဒီကိုပြန်ထည့်နေရအောင်အဲ့ခေါ်တာတွေမှာ ban rate တွေတခါလေးပြန်ကြသွားတယ်အဲ့တော့ Nico redistribution ဘယ်လိုမျိုးပြန်ပြီးပြမှာလဲလဲနေပြီခါတီးစီတကယ်ကိုကောင်းတဲ့ redistribution ပြန်ပြသွားရင်တော့ Nico ကထပ်မှန်ပြီးတော့ဒီလိုထိတ်ယူသွားပြန်ပြီဗျအဲ့တော့ကျွန်တော်Sanford နဲ့ဒီဘက်မှာကျွန်တော်ဒီနဲ့ပြန်ပြီးတွေးနေရဆိုပေမဲ့ Sanford ရဲ့ lane ချက်တီကြားရဲမှာတော့ဒီကဘာမှပြန်လို့တော့ပြီးတော့ဂျားမှာ damage လေးကနည်းနည်း HDL လေးနည်းနည်းလေးကွာနေသေးရဲ့ဗျနော်အော်ဒီမှာလည်းဒီနေနဲ့ Reggae Select တွေတုံးထားသေးရဲ့ဗျနော် Braille Fire တုံးထားသေးရဲ့တောက်လျှောက်ကိုတက်ချင်ရဲ့ Sanford တောက်ချင်ကြားထဲမှာ Pacify ဒီ Russian ကဒီမှာ Justice ကြားတယ်ဗျအဲ့ဒီမှာလည်း Sanford နေလည်းမကြဘဲနဲ့ပြန်ပြီးထွက်လာနိုင်ခဲ့တယ်ဆိုတော့ဒီတစ်ခေါက်မှာ Echo ဘက်တရီရောအသာကြီးပြန်လဲပြီးတော့ရရှိနေပါပြီ Echo ကတော့ Echo ပဲလို့ပဲကျွန်တော်ပြောရမယ်ဗျနော်အဲအကြောင်းလို့လေသူတို့အနေနဲ့ဒါတကယ် World Champion ဆိုတဲ့တိုင်နယ်တစ်ခုသူတို့ပိုင်ဆိုင်ထားတာပါဟုတ်ပါတယ်ဒီဆိုလဲ Devil Champion ပြောလို့ရှောက်လို့တော့မရဘူးနော်ဒီနေ့ဒါမှ share okay ဆိုင်ကြီးတစ်ပေါင်းနေတော့တက်ပြီးဖိုင်ရပြီးတဲ့ဂျာမနီကိုဒီလိုပြန်ရတာလေဆိုပေမဲ့နောက်မှတော့ပြန်ပြီးတော့အကောက်ခံလိုက်ရတယ်ဗျဒါမှယာဝီမှာ AD ပါတဲ့ channel လေးဆိုပေမဲ့နီကိုနည်းနည်းအနေတော့များနေတယ်ဒါမှဒီပြန်ပြရောက်လာပြီယာဝီပြန်ပြီးဆွဲခေါ်ထားတဲ့ဆိုပေမဲ့ဒီ damage တွေဒါမှ raise is la ဖလေကနေတော့ပေးထားတဲ့ဂျာမနီကိုထိရလိုက်ပြီဗျဒါမှဟိုဘက်မှာတော့ကျွန်တော် favorite တိန်းထားတဲ့ Sanford တကယ်ကိုကောင်းနေတဲ့နောက်မှာတော့ Jason ကပြန်တော့ပေးဆက်လိုက်ရပါတယ်အေးတော့ဒီမှာလေဒီကိုနေတဲ့ကတိုးလေးသွားပြီးဒီ rubber ကိုစားချင်တယ်ဒါမှလည်းကာတီစီတောက်လျှောက်ကို spare ပေးတယ်ဆိုတော့ရဲတော့မလွယ်ဘူးပြဒီ rubber ကိုမတူရပါလဲကာတီစီဆက်လက်ပြီးရရှိရဒီမှာလို့ Sanford ကို light တက်နေတဲ့ကြားထဲမှာဒီကိုကြပါအော်နောက်ဆုံး ace ရဲ့ volley shot တွေကြားထဲမှာပဲဆက်လက်ပြီးတော့ကြတယ်ဗျကဲ ace ကတော့တပြေးပြေးနဲ့ damage တွေတော့ထွက်လာပြီဒါပေမဲ့ဒီအချိန်မှာသူ ban QT တက်ပူပြီး position နဲ့ back ဘိုင်းပူပြီးလိုအပ်တယ်လို့တော့ထင်တယ်ဟုတ်တယ်ဒီမှာပြန်ပြီးကြည့်ရမယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ဒီဒါ all star ကြောင့်တည့်မှာတင်းနေအများကြီးကနေပြန်ပြီးရွေးချယ်ထားတာဟိုဘက်ကကြောင့် echo ကအောက်လျှောက်စော့နေတဲ့ player တွေအဲ့တော့ကြော်ဖြတ်ဖို့တော့ကတော့မလွယ်ဘူးဗျနော်
အခုချိန်ဒီလည်းနောက်အနေနဲ့တော့ဒါရန်ကြီးတော့မကွာသေးဘူးဗျာနော် Push ကတော့နောက်ထပ်ကျွန်တော်ဘာကပြူပါပြီးလာပြီဆိုတော့ damage လေးပို့ပြီးတော့ကောင်းလာတော့မှာဗျာနော် 3k လောက်တော့စပြီးတော့ကွာနေပြီဒါပေမဲ့အရန်ကြီးတော့မကြီးပါသေးပါဘူးဆိုတော့ Echo နေတဲ့ဒီ first law ကိုတော့သူတို့ဒါရအောင်ယူသွားနိုင်မလားဒါမှမဟုတ်တစ်ဖက်မှာရှိနေတယ်ဘာလို့ဆိုတော့ Oscar တင်းနေတယ်ရောဒီ law ကိုဘယ်လောက်ထိသွားပြီးတော့မှ pressure ပေးနိုင်လဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ဒီ law first law ဆိုတော့ impact တော့အရန်ကြီးတော့မများသေးဘူး ဒါပေမဲ့လည်းနော်ကျွန်တော်ဖိလစ်ပင်းတင်းနေပြီးတော့ဘာမှမပေးတာကောင်းလို့ပဲဗျာနော်ကဲတော့ကျွန်တော် fast low ရောဒီဘက်မှာ echo ပြန်ပြီးရရှိထားတဲ့နောက်မှာတော့ကျွန်တော်ဒီဂျားရဲမှာပေါ့နော် number 1 ဘက်က 4k လောက်တော့စပြီးတော့ကွာနေခဲ့ပြီဒါပေမဲ့နည်းနည်းလေးပြန်ပြီးလုံးလို့ရတယ်ဆိုလုံးလို့ရနေတယ်ဒါပေမဲ့ plan ရဲ့ဂျားရဲမှာတော့ကြာဝီတခါ hero ပေးလိုက်ရပြီဒီတောင်းချောက်ကိုထိန်းထားပြီးဂျားရဲမှာတော့ဒီဘက်တင်းနဲ့ရန်တော့တက်လို့မရဘူးခါတီးတကယ်ကိုအရေးဆုံးပြီးတော့ထဲဝင်လာတယ်ကျဲချေပြန်ပြီးပြလိုက်တဲ့နောက်မှာတော့ခါတီးစီဒီကောက်ပြန်ကျသွားတယ်ဗျာကာတီဗီရှာဝီမင်းမာတော့တောက်လျှောက်ကိုပဲသူတို့အနေနဲ့ aggressive play style တစ်ခုမှာ Yuki တွေပြန်ပေးရသေးတယ်။ဒါပေမဲ့တော့ဘာလို့ပန်နေချအိုးအေကိုရောဆန်ဖော်ပိုင်းတဲ့ဘလို့တွေကြားထဲမှာမရရအောင်ပတ်တယ်ဗျာဒါပေမဲ့ဆန်ဖော်ဖဲမရှိတော့ရင်တော့မှာဘလို့မှတော့သူ escape မလုပ်နိုင်တော့ဘူးဗျာနော်ကဲတော့ Sanford Hyuki ပေးလိုက်ရည်ဆိုပြီးမဲ့လိုအပ်နေတဲ့ဒါဂိုးလိန်နာတကောင်ပြန်ပြီးရလိုက်တဲ့နောက်မှာတော့ Echo တော်တော်လေးတော့ဒါကောင်းသွားခဲ့ပြီဒါပေမဲ့ဂျားထဲမှာတော့ 2k လောက်တော့သူတို့ပြန်ပြတ်သွားရဗျာဟုတ်တယ်လောရတော့ကသူတို့ 4k ပါနော်အဲ့တော့တဖြည်းဖြည်းနဲ့တော့သူတို့ channel key တွေပေးရမယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့မှဂိုးတွေကပြန်ပြီး balance ဖြစ်လာလိမ့်မယ်ဒီလိုချိန်တွေမှာ ace နဲ့လည်းသူ့ရဲ့ idea အနေထားကလည်းဖြည်းဖြည်းနဲ့များလာပြီလို့ပြောလို့ရတယ်ပေါ့နော်ဒီပွဲမှာကကျွန်တော် initiator အနေနဲ့တော့ fan line မှာပါတာလပူဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ခေါက်ပွဲစဉ်မှာတော့သူ့အနေနဲ့ Bunny Duty ကိုဘယ်လောက်ထိ battle ထဲမှာ hand တားနိုင်မလဲကျွန်တော်ကြည့်ရမယ်ကာဒီစီကတော့တော်တော်လေးကို fat နေရလို့ပြောလို့ရတယ်ဗျာနော်သူ့ရဲ့ idea တွေထားမှာလည်း player မှာလိုဟာမျိုးတွေပါတယ်တီနာရှိလိုဟာမျိုးတွေပါတယ်ဆိုတော့တဖြည်းဖြည်းနဲ့သူ့ရဲ့ armor တွေကပို့ပြီးတော့များလာပြီဗျာအဓိကတော့အဲ့ Guardian helmet နဲ့ blade armor ကြောင့်မို့လို့ပဲတစ်ဖက်ကအဲ့ physical damage တွေကိုသူအများဆုံးခံနိုင်တာတင်နေဗျာနော်ဟိုဘက်မှာ physical က3အောင်လောက်ရှိတယ်ဗျာနော် A ရှိမယ် D ရှိမယ်ကျွန်တော်တို့ဒါပါနီကိုရဲ့ damage ရှိမယ်ပေါ့နော်အဲ့ဒါမှတက်ပြီးတော့သူကဒါ blade armor နဲ့ဘာညာနဲ့ဆိုတော့ဒါတော်တော်လေးအဆင်ပြေနေပြီဗျာနော်Bunny Duty ကတော့တော်တော်လေး fat တယ်လို့ပြောလို့ရတယ်8500ဆိုတော့တော်လေးတော့များရဗျာနော်အဲ့တော့ Bunny Duty စတင်ပြီးတော့ပါဝင်လာမဲ့ battle တစ်ခုတော့ကျွန်တော်တို့အနေနဲ့ view site ပြီးတော့ကြည့်ရလိမ့်မယ်အဲ့တော့ကျွန်တော် All Star တင်းအနေနဲ့ကတော့ဒီနေ့ပွဲစဉ်မှာတော့သူတို့နောက်ပိုင်းပတ်တယ်တွေမှာအမှားတော့လုပ်လို့မရတော့ဘူးဗျာနော်လုပ်လို့တော့မရဘူးနော်မြေပုံပေါ်မှာရှိနေတဲ့ခြုံအားလုံးကိုစစ်ပြီးမှတို့ကဒါပတ်သွားတာဆိုတော့ဒါတော့လိုတယ်ဗျာနော်ဒါကတော့ကျွန်တော်အတင်းနေတော်တော်များများလုပ်တဲ့အရာတစ်ခုလို့တော့ကျွန်တော်တို့တင်တခါကျရင်ကျွန်တော်တို့မိသွားတဲ့အရာမျိုးကြီးရှိတယ်အဲ့လိုမျိုးအချက်တွေမှာကျွန်တော်တို့ပြန်ပြီးတော့ရှုံးသွားတဲ့ပွဲတွေအများကြီးရှိတယ်ဆိုတော့ခြုံကတော့တကယ်ကိုစစ်တင်နေဗျာနော် Novaria လည်းပါတယ်ဆိုတော့သူတို့ကတော့အရင်တော့ခက်တော့မခက်ဘူးကွာနော်ဘာလို့လဲလိုမျိုးသူရဲ့ recall လုံးလေး spam ပဲဆိုလို့ရှိရင်နော်spear လေး spam ပဲဆိုလို့ရှိရင်တော့ vision တော့ပွင့်လာပါပဲဆိုတော့ဒီနေ့မှာအနေနဲ့ Franco Fire ဆိုတဲ့အချိန်တစ်ခုမှာ Bunny Duty ကိုအဲ့လိုမျိုးကျွန်တော်တို့ဒါ sacrifice လုပ်ပြီးတော့မှ blade အနေနဲ့ပြေးကြိုက်တာမျိုးလုပ်နိုင်မလားပေါ့နော်တခုတော့ရှိတယ်ကာကြဖြတ်ပေးသွားလို့ရှိရင်လည်း ready hand တိတ်ပြီးတော့မခံပါတော့မဟုတ်ဘူးကွာဟုတ်တယ်ပဲနော်ကဲအဲ့တော့နော်ကျွန်တော်နောက်ထပ်တဖြည်းဖြည်းမိနစ်ကတော့ပွဲကတော့ကျွန်တော်17မိနစ်နီးပါးတော့ရောက်လာပြီဗျနော် making time ရောက်လာပြီလို့တော့ပြောလို့တော့ရတယ်အဲ့အချိန်မှာတော့ဒါ echo အနေနဲ့တော့ fast slot ရရှိထားတဲ့နောက်မှာတော့သူတို့ tower တော်တော်များများကိုသူတို့ပိုင်ဆိုင်သွားခဲ့ပြီဗျနော်ကျွန်တော်တို့ဒီမြန်မာ All-Star တွေဘက်မှာတော့ကျွန်တော် mega 3လေးမကြံပါတော့တယ်ဒါပေမဲ့လေနော်နောက်ဆုံးတုံးကြီးမချိုးသေးခြင်းကျွန်တော်တို့တွေ canvas လုံးလို့ရနေပါသေးတယ်အခုဒီပစ်ထားတဲ့ပစ်တွေမှာပြန်ပြီးချိမယ်ဆိုရင်ဒါတစ်ဖက်တင်းရဲ့ spare တွေပြန်ပြီးယူလို့ရတယ်နော် Justin ရဲ့ Valentina လေးရှိနေတယ်အဲ့ Valentina ကဒီပွဲမှာဒါကျွန်တော်ဒီ Judgment တွေပါနေအကောင်းဆုံးပေါ့နော်ကျွန်တော်ဒါ Danny Cutie ဒါမှမဟုတ်ကျွန်တော်တို့ဒီခါတီးကြီးတို့ရအောင်ဆွဲပြီးတော့ဗတယ်ဖွင့်နိုင်တာတို့ဒါမှမဟုတ် Sanji ကိုအရင်ဆုံးပြေးရတာမျိုးအဲ့မျိုးဆိုရင်တော့ဒီဘက်ကကျွန်တော်ပိုပြီးဗတယ်ဆိုင်ကပိုကောင်းအောင်မယ်ထင်တယ်ဗျနော်ဒီပွဲကလေအဲ့လို Sanford တော့တကယ်ကြီးကိုအလုံးလုံးနေလို့ပြောလို့ရတယ်ဗတယ်တော့ချက်ချနေရဲ့အောင်လဲဗတယ်အေးကိုစီနဲ့သူပဲဆွဲလာပြီးဘုံပါဒီပဲကြားတယ်ဒီဆမ်းပြီးတော့ပြတ်သွားပြီဗျာ၄ယောက်5ယောက်ချင်းတစ်ခုမှာတော့ Echo ဒီကပေါ်လာတဲ့ second low တော့တေချာပေါက်ကူတော့ပိုင်ဆိုင်သွားခဲ့ပြီဗျာနော်တီကြမြန်ဆန်နဲ့ဒါလုံးဝ space 3ချက်တွေကြားထဲမှာတော့နော်ကျွန်တော်ရဲ့ဒီဘက်က team မှာ All-Star တင်းနေတော့ဒီတစ်ခေါက် game number 1မှာတော့အခုတော့ဒါနောက်တက်တစ်ချိန်နော်လော့ဘာထပ်ပြီးတော့ပေးလိုက်ရပြီဗျအဲ့တော့ဒီလော့အကောင်းဆုံးဆက်လက်ပြီးတော့ဒါ defense ပြနိုင်အောင်မလားဆိုတော့တစ်ချက်တော့ကြည့်ရပါဦးမယ် Oh Bunny Duty runner but the damage ကတော့အရန်ကိုတော့နာနေခဲ့ပြီဗျာမိနေတာကျွန်တော် double sniper pick double sniper pick နော်နောက်ပါလဲဒီ Bunny Duty ရဲ့ကျွန်တော် sniper ထိသွားခဲ့လို့ရှိရင်လည်းသူကလုံးဝကိုကိုင်းသွားမယ်အဲ့တော့မှ SMG ရဲ့ recall အလုံးနေရလဲနောက်ကနေထပ်ပြီးတော့လိုက်လာအောင်ပါဗျာနော်ဟုတ်တယ်ပဲနော်ကဲတော့နောက်တက်လာတဲ့ဒီ second low တော့ဒီဘက်မှာနော်ကျွန်တော်တို့တရား team မှာ All-Star အနေနဲ့ဘယ်လောက်ထိဆက်လက်ပြီးတော့ defense ပြနိုင်အောင်မလဲဆိုတော့ထပ်ပြီးတော့ကြည့်ရမယ်ဗျာဂျားမှာလည်း network က 4K ကျော်လောက်ထိစပြီးတော့တက်မှာကွာလိုက် 5K ဗျာနော် 5K ဆိုတော့နည်းနည်းစပြီးတော့စကားတော့ပြောလာခဲ့ပြီအဲ့မှာခါတီစီကလည်းနောက်တဲ့ import တွေပါထပ်ပြီးတော့ပြီးလာပြီဆိုတော့သူပို့ပြီးတော့မာလာတော့မှာဗျာအကောင်းဆုံးဘယ်လောက်ထိ defense နိုင်အောင်မလဲဆိုတော့ထပ်ပြီးတော့ကြည့်ရပါဦးမယ်ကဲတင်းကမှာအသေးတော့လက်ကောက်တယ်လေးနဲ့သူ defense ကိုအားပေးလိုက်ရအောင်ဗျာနော်
ကဲအဲ့တော့ဒီဘက်မှာတော့နောက်တစ် second လောက်တက်ပြီးတက်လာရဲဆိုတော့ KTC ကိုရောက်လို့ဆွဲထားရဲဆိုပြီးနောက် fire blow test တကယ်ကိုကောင်းနေဆိုရင်နောက်မှာ AC တော့ထပ်ပြီးတော့ရပါပြီဗျအဲ့မှာ Shadow King ပြန်ပြီးသုံးထားရဲဆိုပေမဲ့ defend ဖို့လောက်ပဲဖြစ်နိုင်တာပါ ဟုတ်ပါတယ်ဒီတစ်ခေါက်မှာတော့လုံးတော့တစ်ဖက်ကွင်းတော့ရခဲ့တယ်ဒါပေမဲ့ဒေတာတာဝါတစ်လုံးတော့စပြီးတော့ပေးလိုက်ရပြီဗျ All-Star အတင်းနေနဲ့ဒီတစ်ခေါက်ပွဲစဉ်မှာသူတို့ဆက်လက်ပြီးတော့ aggressive play style နဲ့ Echo သူတို့ defend နိုင်မှာမလားဗျာနော်ဆက်လက်ပြီးတော့ကြည့်ရမယ်ဗျ အဲ့နောက်မှာတော့ Echo second လို့ဂျားရဲမှာတော့နောက်ထပ် mega တလေးကိုမှထပ်မှတ်ပြီးယူနေရဲဆိုရဲနောက်မှာနောက်ထပ် defense style ကွန်ဘိုလေးသူဆက်ပြီးသုံးညင်နေရဗျနောက်ထပ် mega တလေးနဲ့ထည့်ရမယ်ဆိုတော့သူတို့နောက်ဆုံး3ညို့ထပ်ပြီးချိုးဖို့တော့ပဲသူတို့ကြံတော့ပါနော်အဲ့နောက်မှာ fireman လည်းကြံရှိနေဆိုရဲနေသားမှာတော့အဲ့ဒီဘက်မှာတော့ကျွန်တော် ace ကခဏနေတော့ပြန်ပြီးထွက်လာမယ်အဲ့ဒါပေမဲ့လေဒီဘက်မှာရဲကြီးတက်လို့မရတဲ့ Echo နေတော့နောက်ဆုံး3ညို့ထပ်ပြီးတော့မချိုးသေးတစ်ဖက်မှာလည်းကျွန်တော် matchman တွေပါပြန်ထွက်လာပြီဆိုတော့လေတေးကြမှာပြန်ပြီးသူတို့ battle time ပဲပေါ့နော် Echo ကလုံးဝ shot ကိုကမရဘူးเนาะကျွန်တော်ညီမပြေးထိလာပြီးတော့ရိုက်နေတာဗျတကယ်လဲသူတို့တွေနဲ့ဒါ fan မလုံးဝမဟုတ်ဘူးကျွန်တော်ပြောခဲ့တယ်လို့ပဲဒါဒီတကယ်သူတို့အကျဉ်းရရှိเนาะ All-Star မဲ့ဆော့နေတာဖြစ်ပါတယ်အဲ့တို့ကြောင့်လုံးဝ short ပေးမှာတော့မဟုတ်ဘူးဆိုတော့ဒီတစ်ခါမှလဲအော်ဖလေးရောရေ initiative လုပ်လိုက်ပြီဗျအဲ့တော့မှာဟာလာဘူဇာပြန်ပြီးဝေလာကျဲနောက်မှာဒီတဲပြီးတော့ပြတ်သွားတယ်ဒီမိုင်းတွေကြားထဲမှာဟာလာဘူဇာပြန်ပတ်နေရသလိုနောက်မှာလဲဒါတွေတောက်လျှောက်ကို fan flat တွေပေးနေတဲ့ကြားထဲမှာအိမ်ကထက်ကြတယ်ဗျ panic duty လာပြီးတော့အသက်နေတယ်ပဲနောက်ဆုံး just တော့ကြာနေတဲ့သတော်တော့တဲပြီးတော့ချိုးတော့ပါလားတခေါက်လေးဖြစ်နေတဲ့နီကိုဘလို့မှတစ်ဖက်လို့တော့မရတော့တဲ့အဆုံးပါတော့ game number 1ကတော့ Echo ရရှိသွားခဲ့ဖြစ်ပါတယ် Nico defend နေရဲဆိုနောက်ဆုံး game number 1မှာတော့ Echo တကယ်ကိုအကောင်းဆုံးကစားကွက်တွေနဲ့အတူပဲအနိုင်ရရှိသွားခဲ့ပြီဖြစ်ပါရဲ့ဗျ။အမေချန်ရှိနေတယ်ကျွန်တော်တို့နောက်တဲ့ပွဲတွေဆက်လက်ပြီးတော့ချန်ရှိနေပါသေးတယ်ဒါလည်း game 1ပဲရှိနေတာဒါပြီးနောက်တော့ကျွန်တော်တို့ game 2တွေ game 3တွေထပ်ပြီးတော့ကျွန်တော်ချန်နေပါသေးတယ်နော်ကျွန်တော် Echo ကတော့ Philippines ကနေလာပြီးတော့ဒီမှာတော့လာပြီးရိုက်မကန်သူတို့ရဲ့ World Cup Champion title တော့နော်တကယ်ကိုဒီမှာထပ်ပြနေတာနော်ကျွန်တော်တို့ဒီလိုမျိုးသူတို့ဒီလိုမျိုးဒီကိုလာပြီးတော့ခေါ်ကစားရလို့လေသူတို့ရဲ့ပုံစံတွေပါရေပေါ့နော်သူတို့ဘယ်လိုမျိုးသွားတယ်ဘာတွေလုပ်လဲဆိုတာကျွန်တော်အသေးစိတ်တော့သိလိုက်ရတယ်ဗျအဲ့ဒါလေးတခုကတော့ကျွန်တော်ပူတာတာပေါ့နော်ဟုတ်ပါတယ်ဆိုတော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒါ game number 1ပြီးသွားခဲ့ပြီဆိုနေမဲ့ကျွန်တော်တို့မှာ game number 2တွေတော့ကြက်ရှိနေပါသေးတယ် game number 3လည်းကြက်ရှိနေပါသေးတယ်ဆိုတော့ကျွန်တော် All-Star သေးလုံးဝစိတ်ထဲမကြပါနဲ့ကျွန်တော်တို့ game number 2မှာတော့အကောင်းဆုံးပုံစံနဲ့ camp ပြန်လာမယ်ဆိုတာကိုတော့ကျွန်တော်ယုံကြည်ထားပါတယ် Okay အဲ့ဒါဆိုရင် match 2လေး ready ဆိုရင်တို့တွေစတင်မှုအတွက် match 2ကတော့အခုလက်ရှိကျွန်တော်မြင်နေရတဲ့ player တွေပြန်ပြီးပြောရမယ်ဆိုဂျန်ကဲမှာတော့ကန်နော် match မှာတော့ဒါအိုးမဂျန်နီပြန်ပြီးဆော့မှာဖြစ်ပြီးတော့ဒါဘလင်းနော်ပြန်လည်ပြီးတော့ကျွန်တော်တို့ဒါနေရယူထားတယ်ပြီးရင်ကျွန်တော် Ruby DD လည်းထပ်မှတ်ပြီးတော့ပါလာပါတယ် game number 2မှာလည်း ace တက်ပြီးတော့ပါအောင်မယ်ထင်တယ်ပဲနော် ace ပါတယ်နော် ace အဲ့တော့ bowling အမှန်တမ်းပြောရရင်လေဒီဟာ dream team အရန်ဆန်တဲ့ထဲမှာပါတယ် ဟုတ်တယ် မြန်မာ player တွေမှာဒီတသိန်းချင်းစီက star player တွေကိုဒီလိုမျိုးတသိန်းနဲ့အနေနဲ့စော့တာမျိုးမြင်ရလိမ့်မယ်လို့သိမတွေးခဲ့မိဘူး ဟုတ်တယ်ပဲเนาะအဲ့တော့အခုလက်ရှိကျွန်တော်ပြန်ပြီးကြည့်ကြည့်မယ်ဆိုရင်တို့ချထားတဲ့ player line မှာဆိုရင်လည်းဒါ Burmese Go ရဲ့တကယ်ကိုအကောင်းဆုံး Roma တကောင်ဖြစ်တဲ့ Blink ကိုတို့ပြန်ပြီးရွေးချယ်ထားတယ်ဒါ Mage မှာဆိုရင်တော်တော်လေးကိုလောက်ကွက်လေးလက်ထွက်တယ်ပြီးတော့ကျွန်တော်ပို့ပြီး aggressive ပို့ပြီးစော့တတ်တဲ့ Oh My Journey လေးကိုပြန်ပြီးကျွန်တော်တို့ထည့်ထားပေးတယ်နောက်တော့ဒီ Jungle မှာဆိုရင်လည်းကျွန်တော်တို့ရဲ့เนาะအကောင်းဆုံး Jungle လာတစ်ယောက်ဖြစ်တဲ့ Kan ဒီဘက်ကကျွန်တော်ပြန်ပြီးတော့ကျွန်တော်ပါလာတယ်နောက်တော့ဒီ goal လေးမှာဆိုလည်းနော်ထပ်ပြီးတော့ ace ထပ်ပြီးတော့ကျွန်တော်တို့ဒါကြည့်အောင်ပါဗျာနော်ပြီးတော့နောက်ထပ် Ruby DD ထပ်ပါလာအောင်ပါဒီပွဲကနော်တခါမှ Oh My Journey ရဲ့ Can ရဲ့ Ruby DD ရဲ့ Ace ရဲ့ကိုတသိန်းထဲမှာစော့တာကိုမြင်ရလိမ့်မယ်လို့မတွေးခဲ့မိတာအမှန်ပဲရတယ်ကျွန်တော်ပြီးရင်ကျွန်တော်တင်းထောင်ပြီးခေါ်လိုက်မယ်နာမည်လေးလည်းတစ်ခါရေးပေးလိုက်လေဘာလို့နာမည်လေးပေးမလဲEcho ရိုက်မဲ့အပွဲတို့ပါOkay ကဲ match 2လေးဟုတ်ပါပြီနော်ကဲတော့ကျွန်တော် match 2မှာတော့အားလုံးမေးဆက်လက်ပြီးတော့ဒီနေ့ကိုဆက်လက်ပြီးတော့ပဲလက်ခုပ်တန်လေးနဲ့အားပေးလိုက်ကြရအောင်များကဲတော့နော်ကျွန်တော်ဒီတစ်ခေါက်မှာတော့ Jungle အနေနဲ့တော့ Can နော် offlane အနေနဲ့တော့ Ruby DD အဲ့တော့မှကျွန်တော်goal lane အနေနဲ့တော့ Ace နောက်တော့ကျွန်တော် Roma အနေနဲ့တော့ Blink နော် Mage အနေနဲ့တော့ Oh My Journey တကယ်ကိုထူးခြားတဲ့ ကော့တေးအရသာလေးလိုပဲကဲအရင်ဆုံးဘန်ထားတာတွေကတော့အခုဘက်ကနေပြော Basha Nolan နဲ့ Promise တို့ဘန်ထားပါတယ်ကျွိုင်းရပြီကဲကြွားတောက်လျှောက်တွေတော့ dash တော့မှာပဲပြီနော်သူကတောက်လျှောက်တော့ dash နိုင်မယ်သူ AD တော့ စောဝိုင်းကာလာကနေဆိုဖွင့်ထားနိုင်မယ်ဆိုရင်တော့ဒီ join တော့လုံးနိုင်တဲ့အနေထားတစ်ခုပဲနော် story counter ပလိုက်ပြီနော်အဲ့တစ်ချက် friend ကိုကြီးနဲ့ဒီတစ်ခေါက်တော့နော်ကျွန်တော်ရာဝီပါမလာတော့ဘူးဗျာနော်ကြည့်ရတာဒီ game 3မှာသူ6ကိုင်းမှတင်နေနော်
ချောင်းမကိုင်ဖိလစ်ပင်းပြေးမပြန်နဲ့ ဖိလစ်ပင်းပြေးမပြန်တော့ဘူးပါလို့ချောင်းတော့ချောင်းလေးတော့တပွဲလေးတော့ကင်ပြသွားတော့ပါလို့နော်ကဲတော့ဒီတစ်ခေါက်တော့ကျွန်တော်တို့ဒီဘက်မှာ echo အနေနဲ့တော့ဒါ JP ပြန်ပြီးတော့ကျွန်တော်ဝင်ရောက်ပြီးတော့စော့ကစားထားတာပဲဖြစ်ပါတယ်ဗျနော်ကျွန်တော်အရင်ရှေ့ကကျွန်တော်ဒီ M4 ပွဲမစခင်တုန်းကလည်းဒါကျွန်တော် JP နဲ့ပဲတောက်လျှောက်သွားခဲ့တာအခုကျွန်တော်တို့ဒီ MPN တချို့သူတို့ရဲ့ဒီ MPN Philippines season မှာဆိုရင်လည်းဒါ JP နဲ့ပဲဆက်လက်ပြီးတော့ဒါသွားခဲ့တာဆိုတော့လေနော် အဲ့တော့ Blink ရဲ့ Franco တလဲ JP ရဲ့ Franco တလဲ Franco တလဲ ကြည့်ရမှာလေနော် ချောင်းဘက်မကိုင်တော့တပတ်ကိုင်ဝိုင်းတော့ နေအောင်နော်အဲ့မှာကတ္တတာကြီး ဟုတ်တယ်နော်ကျွန်တော် ကစန်ဂျီရဲ့ကြောက်စရာအကောင်းဆုံး hero တွေတဲ့တကောင်စန်ဂျီကိုဒါသူ့ကိုကတ္တတာရဲ့ faster ရဲ့နဲ့တွဲပြီးတော့မြင်ကြတယ်ပရိသတ်တွေအရင်စိတ်ချကြတဲ့အထက်မှာပါတယ် ဟုတ်တယ် fan match နော်ဖြည်းဖြည်းလောက်ကြပါ ဒါပေမဲ့ဒီဘက်မှာလည်းလုံးဝဒီ sport meta တွေမှာတကယ်ကိုကောင်းနေဒါတော့ကတီစီကတော့ချက်ချင်းပဲ fan တွေပါပြန်ထုတ်သွားဗျာဒီကတော့ဟိုဘက်မှာကျွန်တော်အနေနဲ့ supporter အနေနဲ့ပေါ့နော်ကျွန်တော် Angela တွေပါပြန်ပြီးရွေးချယ်ထားတဲ့နောက်မှာတော့ early game မှာကနေရစား damage ပေးနေတာတင်တယ်ပြီးတော့သူတို့ make ထုတ်ထားတဲ့ character Franco ကလည်း level 4စရနဲ့တကောင်ပျောက်တယ် level 4မရခင်တော့မှသူတို့ပျောက်နိုင်တယ်နော် သက်ကြီးရမှာပေါ့နော်တွေ့တာကလေဒီကူဖရိုင်ဘိုင်ပဲထပ်ပိတ်လိုက်ပြီဗျာအဲ့ဘာဆက်ဘန်းဦးမှလေလိုအပ်နေပါဆိုဒီမတ်စမိုင်းတွေပါကြံနေဦးမယ်ဘာနဲ့ဂျူတီရဲ့ B3 တွေပါလေထပ်ပါပါမပေးတော့နော်မပေးတော့အဲ့ပွဲတော့ကလည်းသူတကယ်ကျွန်တော်ရုံးမြသွားခဲ့ရပြန်နော်နိုင်ပိုင်းနဲ့ပြီးတော့သူရဲ့ဒီ AD လုံးဝ3ခွက်ကိုအကောင်းဆုံးသူအသုံးချပြသွားတယ်နော်တော်တော်လေးကိုကောင်းပါတကောင်နဲ့ကင်တာတော့မမြင်ချင်ဘူးပေါ့နော်စုံကင်တာလေးပေါ့ Okay ဟဲ့တော့ဘန်နာပါတယ်ဒါကတော့ Fanny ကိုနှောင်းနိုင်တဲ့သိရတိုင်းပဲတေချာတော့ကျွန်တော်တို့ဒါဂျန်ကိုင်မဲ့အင်ဂျလာဖြစ်နိုင်တယ်ပေါ့နော်ဟုတ်တယ်90% လောက်ကတေချာပါတယ်ဘာကြောင့်ဆိုတော့ Blink ကဒီပွဲမှာ initiator စံတဲ့ hero တွေပဲထိုင်ပစ်ခဲ့တာဆိုတော့လေကံပြုံးနေပါလားအဲ့နည်းနည်းထူးဆန်းတယ်ကံပြုံးနေထူးဆန်းနေကဲတော်ရင်ဆိုတော့မပြုံးတတ်ဘူးဗျာတော့ game ဆော့လဲဒီပုံစံပဲအိတ်နေလဲဒီပုံစံပဲထနေလဲဒီပုံစံပဲနော်ဒီကတော့တော်တော်ပြုံးနေတယ်လေထူထားသလိုပဲဒါလည်းဟိုကီ family တွေပါတယ်ဗျာနော်ကျွန်တော်မကန်ဟိုမခတ်တီစီကဲတော့ပန်နေထိုင်နေရလဲကစ်ဆိုတော့ကျွန်တော်ရဲ့ family တွေပေါ့နော်Okay ကျွန်တော်နောက် Iros ကိုတော့ဒီဘက်မှာကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ် Blink ကတော့ဒီဘက်မှာ Ruby တွေပါပြန်ပြီးရွေးချယ်ထားတာကျွန်တော်မြန်မာတင်းရဲ့ pick ကလည်းမနှိမ့်ဘူးနော်ဟုတ်တယ်အဲ့တော့တခုပဲကြည့်ရမှာကာတီစီရဲ့ fan တွေကိုဘယ်လိုမျိုးသူတို့ဖြတ်ကျော်မလဲဟုတ်တယ်fan တွေကိုဖမ်းဖို့ကတော့အများကြီးတော့မပါဘူးဒါပေမဲ့လည်းဒါဒီပွဲရဲ့ performance ကိုပဲဆက်လက်ပြောကြည့်ရအောင်ပေါ့ကြည့်ရပါမယ်နော် Ruby ထိန်းနိုင်တယ်လို့ Ruby DD ထပ်ပြီးထိန်းနိုင်တယ်လို့နော်ကျွန်တော်အများကြီး early game မှာကနေစားလုံးလို့ရတယ်ကျွန်တော်တို့မြန်မာ pick ကတော့တကယ် early game မှာအားသာသွားမယ်ဆိုရင်လုံးဝဒီပွဲကနိုင်မှုအတွက်တကယ် 100% နော်ကျွန်တော်ရှိနေတဲ့အနေအထားမှာတော့ရှိပါတယ်ခင်ဗျာတယ်တော့ကျွန်တော်3 game number 2ပွဲစဉ်ပြန်လည်ပြီးတော့စတင်လိုက်ပါပြီဗျာနော်ကဲဆိုရင်မလေးကိုလောလေရောနှစ်ဖက်လုံးမှာတော့လင်းမြန်နဲ့လှုပ်ရှားလို့ရတဲ့ hero တွေပဲပေါ့နော်ကျွန်တော်ဒီဘက်မှာလည်းကန်ရဲ့ကျွန်တော် join ဒီဘက်မှာ KDC fan နေတဲ့တူပဲကဲကျွန်တော်တို့ဘယ်ဘက်ကနေပြီးတော့စပြီးတော့ဒီinitiate မလဲပေါ့ကျွန်တော်တို့ rush မလဲဒီဘက်မှာ KDC okay ဆိုတော့စိတ်လေးရှိပေးပါဦးခဏလေးပါကျွန်တော်တို့ပြန်လာခဲ့ပါမယ်ကဲကျွန်တော်ပွဲလေးတော့စဒီဘက်မှာတော့ KDC ဘက်ဘာညာလေးတော့စားတိုင်းနဲ့ပဲဆိုတော့ဒီဘက်မှာလေခြေပြီးနေရတော့လူဘက်ကိုတော့နည်းနည်းပါးတလေးဖြောင်းလို့တော့လာလောက်ထားတယ်ဟုတ်ပါတယ် JP ကတော့သူဘက်ကိုတော့သွားဆွဲတော့ဒါပေမဲ့ Isco JP ကာတီစီတယောက်ပေါင်းပြီးတော့ Formula ဒီသွားခဲ့ကြနော်ရကျွန်တော်အဲ့မှာတော့ Blink လေးရှိတယ်ဆိုပေမဲ့အဲ့လောက်ကြီးတော့ကာပါပေးလိုက်နိုင်ကျွန်တော်မရှိဘူးပေါ့နော်ဆိုအဲ့မှာတော့ကျွန်တော် Formula ဒီပိုင်းနဲ့ပဲ L9 Game 1တော့အတိုင်းလေးပဲစလာတယ်ဆိုတော့ဒီဘက်မှာလည်းကျွန်တော် KTC level 4 cut throat တွေပါရတော့ရသွားပြီဆိုတော့ cable တွေပါရတော့ဘယ်လမ်းမှာသွားဆွဲမလဲသိတယ် Blink နည်းနည်းလေးတော့လို cable cut throat ကျွန်တော်တို့တေမလို့ပဲဆိုတော့ဒီဘက်မှာလည်းကျွန်တော်စန်ဂျီရဲ့ကတိတာအနေနဲ့ Roshway ပါညာတော့လိုနေတဲ့အတွက်ကတော့ level လေးပဲ farming လုပ်ထားတယ်ပေါ့နော်ဆိုတော့အောက်လမ်းမှာတော့ကျွန်တော်ဒီဘက် Franco တို့ဘာလို့ရောက်နေပြီအဲ့ဒါကိုလည်းသိရဒီဘက်မှာတော့Changala join can dash
dash yeah လက်ပိုင်းပြီးတော့မဖွင့်သေးပါဘူး ACC ပဲ ဟိုသူက first starter ပဲပြန်ပြီးတော့စောင့်ဖို့ပြန် yeah ဒီနေရာမှာသွားပြီးတော့မတင်ဆန်လဲမယ်ဆိုလို့ရှိရင်လည်းအရင်ကြီးတော့အကျိုးမြတ်ကသိပ်မရှိဘူးเนาะ PHP လည်းဖြစ်နေရဆိုတော့ဒါပေမဲ့လည်းပဲ JP ဒီတစ်ခေါက်မှလည်းသူ့အနေနဲ့တကယ်စတင်ပြီးတော့မှဆွဲထုတ်နေကြတာเนาะမှားသွားလို့ပါเนาะကျွန်တော်တို့ဒါမြန်မာစကားကိုမြန်မာသေးကနားလေ ဟုတ်တယ် เนาะအရင်ကြီးတော့ vision တွေပြောပြလို့မရဘူးဗျ ကဲဆိုတော့အော် Ruby DD Emerald တို့စောင်းချောက်ခံလိုက်ရပြီเนาะအဲ့မှာလည်းကျွန်တော် flame တကောင်ထက်ကြဝိုင်းနေပဲ Hiroki 2Z ကျွန်တော် Elgo ဦးဆောင်နေနေပဲဒီဘက်မှာလည်းတက်တဲ့ဒီဘက်မှာ Blink ရဲ့ Ruby လေးကတော့နည်းနည်းလေးချိပေးနေတယ်ဒါပေမဲ့လည်းကျွန်တော်ရန်ကြီးတော့လာပြီးတော့ဗတယ်မဆိုင်တော့ပါဘူးပေးလိုက်တယ်ဗျနှစ်ပွဲလုံးတက်တယ်လုံးဝမလူပါဘူးเนาะအဲ့ဒါတော့ဒီအေးကပ်ပြီးထိုင်းတယ်ဒါပေမဲ့ Ace ကိုတော့ hacker တန်းပြီးတော့ပူသွားတယ်နော် Yeah Angela အနေနဲ့ကတော့ Oh my Jenny ပေါ့နော် Ace ကို hacker ဘာညာလေးနဲ့ရောနည်းနည်းလေးကာကွယ်ပေးထားနေပဲ save တော့ဖြစ်သွားပြီဆိုရင်မလား online မှာတော့ဒီဘက်မှာ blink နည်းနည်းလေးရောကြည်နေနေဘ flick က bloody hand တော့မခိုက်ပေးတိုင်းမယ်တော့မလဲ Oh action ဓာတ်တွေကြားမှာတော့တန်းပြီးတော့ဆက်ပြီးတာ damage တွေလည်းပါနေနေပဲ3ယောက်1ယောက်ဆိုတော့ဘလို့မှတော့ survive မဖြစ်တော့ဘူးဆိုင်မှာတော့အော်လမ်းမှာတကောင်ထပ်ပေးလိုက်နေပြီဟီရိုကီကတော့ကျွန်တော်တို့ဒီဘက်မှာတိတ်တော့မလှဘူးเนาะကျွန်တော်တို့ဇက်တိုက်တွေဆိုသလိုပေးနေရတယ်ဗျဟုတ်ပါတယ်0-3ဖြစ်နေတာ ဟုတ်တယ်ဟေးကတရုပ်ပိုင်းနေနောက်မှာတော့ Oh my Jenny ဒီခေါက်တော့သူ့အနေနဲ့သိတော့မသိသွားကြဘူးဗျာနော် ရသေးတော့မသိပါဘူးဒါပေမဲ့ကျွန်တော်ပိုင်းချက်တွေကနားတော့နာလာပြီဗျာဒီဘက်မှာလည်း join Frankfurt မလီနည်းနည်းလေးပဲလို့တော့တယ်တော့တိတ်တော့အရင်ကြီးလည်းတိုးလို့တော့မဖြစ်ဘူးဗျဖရန်ကိုပါဆိုတော့ဖြတ်ကိုက်လိုက်တာတော့ဘာလို့ရှိတဲ့အခါဆိုရင်တော့အနေအများတယ်ပေါ့နော်ပေါ်လဲရမ်းတော့မလုပ်ပါဘူးဖရန်ကိုကြီးဖြတ်ကက်ရှိနေတာဆိုတော့ဟုတ်တယ်purify ရှိတယ်တောင်းရေးဆိုတော့မလွယ်ပါဘူးဒီဘက်မှာဖမ်းဖို့ဒါနဲ့ purify ကိုကိုတော့လေအော်လမ်းမှာ ruby dd ကျွန်တော်ဒီဘက်မှာ blade နဲ့ကောင်ပေါင်းပြီးတော့ဒီဘက်မှာ sunfall ကိုတော့တပ်ပေးတိုင်းနေပဲဒါတော့ဘာဖြစ်ပြီး Hiroki တကောင်ပြန်ရလိုက်တဲ့တော့ကတော့နည်းနည်းလေးတော့ recover ပြန်ဖြစ်လာပြီပေါ့နော် Ruby DD ကသူကအောက်လမ်းကိုပိတ်ပြီးတော့မှပြန်ဆော့ဖို့တော့လုပ်နေရယ် Cree ကိုပြန်ပြီးတော့ feed in လုပ်ထားတယ်ဒါပေမဲ့လွယ်မလားနောက်မှာကတ်တရုပ်ကိုတဲပြီးတော့ပိုင်းနေတဲ့ KTV ရဲ့ damage တွေကြားထဲမှာတော့ lane ကိုပိတ်လို့တော့မလွယ်တော့ဗျကဲဆိုတော့အဲ့မှာတော့တတိပတိဒီမှာပဲဆိုင်မလားခုလုံးတယ် Franco နေတော့သူ့အနေနဲ့ target လေးနည်းနည်းလေးလိုက်ရှာနေတယ်ပေါ့နော်နည်းနည်းဘာထုတ်ပြလိုက်ပါပဲသူ backup ဘာညာရှိတယ်ဆိုပဲရောင်းဒီဘက်မှာတော့ Bunny QD လည်းပြန်ပြီးတော့ပဲ back to find ACC ပဲတတဲလုံးမှပဲစချတော့မှာဗျဟုတ်တယ်เนาะဒီမိနစ်မှာဆိုလို့ရှိရင်တော့ဘိုးကတော့ 1k လောက်ပဲကွာသေးရဆိုတော့ရရင်တော့မသိတာဘူးဒါပေမဲ့ကာဒီစီမှာလည်းကျွန်တော်တို့ idea တွေက start ထွက်လာပြီ Bunny QD ကလည်း slow တွေရောပါလာပြီကွာကဲဆိုတော့တတဲနေနေရောဆိုင်မလားပေါ့နော်အဲ့ဒါလေးတော့မေးရရှိတယ်ဆိုတော့ကိုဘကနည်းနည်းလေးလှုပ်ချင်နေပြီဆိုတော့ဒီဘက်မှာလည်း blink vision လာပေါ်တိုင်းနဲ့ပဲတော့ Franco နေနေတော့ကိုကြည့်ပေးနေမယ်တော့ joinကဲပေါ်သွားပြီနော် Ruby ရတော့ဖြီးပေးတိုင်းနော် bloody hand ဖြီးပေးတိုင်းတော့ Ruby သူပေါ့မယ်ဒီဘက်မှာတာတယ်တော့ခါ Ruby တာတီစီဆိုတော့ဒီဝိုင်းမှာဟိုမှာနောက်တဲ့ Hiroki join ကိုတက်တက်ပါချင်နေနေတော့ဒီဘက်မှာချပြီးတော့ Ruby ပါအဖြတ်ခံလိုက်တယ် Hiroki နှစ်ကောက်ဆက်ပေါ်ပေးတိုင်းတော့ double kill တိုက်ယူသွားတယ် Sunfallအဲ့မှာ Hiroki 3ကောင်ကျွန်တော်မြန်မာ All Star သင်းနေတယ်တော့ကြာဆုံးသွားရင်းနဲ့ပဲကိုတောင်းလျှောက်တွေကိုဇက်လိုက်တွေချလာတော့မြင်ရတယ်ဗောနော်ဟုတ်ပါတယ်လက်ရှိတီကတော့ကျွန်တော်တို့ goal ကတော့ 2.1k လောက်ထိတော့ပြန်ပြီးတော့တာသွားတာဗောနော် Elco အနေနဲ့ but team fight မှာတော့ Ali ဘက်ကများတယ်ဗျာ Samg ရဲ့ကျွန်တော်တို့ဒီ run wave တွေနောက်မှရှိနေတဲ့ Sunfall ရဲ့ chapter တွေကြားထဲမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်တော့ဒီ GG All Star အသင်းအနေနဲ့ကတော့ဗတယ်ဆိုင်ရတာအားလီပဲတိတ်တော့လွယ်ပါတော့မဟုတ်ဘူးအားလီတကယ်လေးရှောင်ဆော့လို့ရှိရင်တော့ပိုကောင်းမယ်နဲ့နည်းနည်းလေး skill လိုက်တာတော့ပိုဟုတ်purify ကျွန်တော်တို့ fan ကိုရဲ့ဟုတ်တယ်တောင်းလျှောက်တွေကိုဝေပြောလို့တော့ JP ကသူတို့နဲ့ပို့ပြီးတော့ fit ဖြစ်တယ်ဟုတ်တယ် JP က NBA တစ်ချောင်းလုံးကိုပေါ့နော်ကျွန်တော်တို့ကဝင်ပြီးတော့ဆော့လိုက်ကြပါမှဆိုတော့ပို့ပြီးတော့မှလက်ရှိမှာအလာဒိုဖိုင်ပီတင်ကြားထဲမှာ Sunfall Promo ကိုပြန်ပြီးတော့ပြောင်းလာသေးရဗျာကိုစီဖြောက်တိုင်းနေပဲအော်လန် Sunfall မင်္ဂလာပါဆိုရင်မလို့ခုလုံး3ယောက်ကြားထဲမှာ wide up ပေးတိုင်းနေပဲဘာဖြစ်လို့ Sunfall ကလေးကိုရလာတဲ့အနေထားလေးကလည်းကျင်းသက်စရာပဲပေါ့နော် Hiroki လေးတော့ပြန်ယူထားမှရမယ်ဗျဆိုရင်မလို့ကိုစီပါညာဖြောက်ပြီးတော့ပေါ်လမ်းမလေးထက်ရှာဖွေနေပေမဲ့လည်းဇိုင်းမှာတော့ ace နေအောင်မရှိတော့ပါဘူးကဲဒီတစ်ခေါက်မှာဆိုလို့ရှိရင်လည်း ace နေနဲ့တော်တော်လေးတော့အင်းငယ်နေရတယ်ဗျာနော်ဒီတစ်ခါလောက်ထိတည်ထားတဲ့အနေအထားမျိုးရှိတယ်ဆိုတော့ဒီဘက်က Elco ဘက်ကနေပြီးတော့ JP ကလည်းတောက်လျှောက်ပဲကဲ blue ဘက်ကိုတော့ pressure ပေးရဗျာကဲ offensive ဒီကောဖီကိုတော့တခါလေးဆော့လိုက်ပြီနော်ကျွန်တော် play အဲ့ on fan တွေ Dorel ကင်းတွေတော့ကြောက်အောင်ပါဗျာဒီကျွန်တော် fan တွေအနေနဲ့အရင်ကြီးစွတ်တိုးလို့တော့မရဘူး
ဒါပေမဲ့ join လဲထုံနေလကောင်းပါပဲကျွန်တော်တို့ဒါရောဒီဟာခိုင်ခံတဲ့ကျွန်တော်အရှက်တာဒီ Roseway ဖတ်ပေးတယ်ပဲ Ruby T ဒီတမ်းပြဝိုင်းနေပဲ Hero Kid တကောင်ဆိုတော့အဲ့မှာဖတ်ကိုဖတ်ဆွဲထားသေးတယ်ဒါပေမဲ့ blink ဖြစ်နေတော့သိတော့မလွယ်တော့ဆိုတော့ဒီကောင်ကနည်းနည်းလေးတောင်းနေပေါ့နော် JP ကတော်တော်ကြီးကိုကောင်းတယ်အေးပြောရင်ကတ်တော့ပိုင်းနေပြီအေးမရတော့ပြန်ဦးကြာဒါ TV ချက်ချင်းကိုပြန်ပြီး reverse လုပ်သွားခဲ့တယ်ဗျာနော် ကဲဆိုတော့ဒီဘက်မှာလည်းဗတဲ့သက်ဆိုင်မလားကတိတော့ဟိုရှေ့ alternative နဲ့ပဲပြန်ပေါက်ဝိုင်းနေပဲဆိုတော့ဒီဘက်မှာတော့တက်တဲ့လုံးနေတာကိုတော့ပြီးတယ်ပေါ့နော်ဆိုတော့ဒီဘက်မှာလည်း JP တောက်လျှောက် division ပြတိုင်းပဲ JP ကိုပဲဝိုင်းပြီးတော့စောင့်ရှောက်ထားနေတယ်မနော် JP flip ကတော့ကုန်ပြေးသွားတယ်မ Friday ကပဲကတော့ retreat ကတ် TC ရှောက်တော့ UI နဲ့မတော့ PD5 တော့လည်းတောက်လျှောက်နေတော့ oh my journey ကိုလိုက်တက်နေတယ်ရလိုက်တယ်ပါတယ်နေတော့မကန်တော့မချက်ပေးရပြီ Ruby ဆက်ပြီးတော့ stand ပေးတိုင်းနေတော့တခုမှာတော့ပြန်ပြီးတော့ knockout တမှန်ပြီးတော့သိမ့်ပိုက်သွားပါသေးတယ်2 for 2 trade ဒါပေမဲ့လေတတရားတော့အဲကိုဘက်ကရသွားတာဆိုတော့ဘိုင်ပြီးတော့ဆက်ကြည့်ရပါဦးမယ်ကဲဒီတစ်ခေါက်လဲတတေဦးတော့ကာတီဗီယူထားနိုင်ခဲ့တဲ့ခြေနေတစ်ခုမှာတော့ဘန်နီချူတီကိုပြန်ပြီးတော့မှရခဲ့တာလေးကတော့မစိုးဘူး Ruby TT ဒီနေရာမှာကာတီဗီကိုအသုံးသက်ပြသွားပြီဗျ legendary GOAT Ruby TD ကျွန်တော်မှာပေါ်လမ်းမှာတော့ဒါ KTZ ကို solo game ဝင်ကောက်ပြသွားတာပေါ့နော်ဒီကတော့အဲ့လိုမျိုးတွေ့ direct strike တွေရတယ် Fanny တော့တကယ်ကိုနာတာဆိုတော့တန်းပြီးတော့မပြတ်သွားတယ်ဗျဟုတ်တယ်နော်သူရဲ့ avoidance strike တွေက physical burst damage တွေဖြစ်နေတယ်ပြီးတော့ Ruby TD ကဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့ European ၄កောက်အထိကိုမှရရှိထားတဲ့ခြေနေဗျာနော်ဘိုးကတော့တိတ်ပြီးတော့မကွာတော့ဘူးဒီချိန်မှာတော့ 1.3k ပဲကွာတော့ဆိုတော့ Elko အနေနဲ့အမားတော့လုံးလို့မရဘူးနော်အဲ့မှာကိုစီဖြောင်းတိုင်းနဲ့တော့ Ruby I offer ချက်ပေးတိုင်းနဲ့တော့ JP တန်းပြဝိုင်းနဲ့တော့ Extra ပြန်ပြီးတော့ over ပေးတိုင်းတော့ PP5 Roseway ချက်ပြီးတာချက်ပေးတော့ Iris ချက်ပြတိုင်းနဲ့ချက်ချခံလိုက်ပြီအဲ့မှာ Friday ကတော့ KTC ကဲကောင်းတဲ့ KA ချာမှာ triple K တော့ Friday Cutie နဲ့တူပါစေတော့ Ruby ဒီကောင်မချက်ပေးလိုက်မယ်ဒီကောင်နဲ့တူEcho တကယ်ကောင်းမွန်တဲ့တင်းပတ်တဲ့တစ်ခုကိုစိုင်ပြသွားနေပဲကျွန်တော်မြန်မာအသင်းဖြစ်တဲ့ကျွန်တော်ဒီဘက်မှာ All Star 9កောင်လုံးမှာထပ်မောက်သွားခဲ့ရပြီပဲဖြစ်ပါတယ်ဟုတ်ပါတယ် Echo ဒီတစ်ခေါက်မှာလည်းသူတို့ရဲ့ဒါတကယ်ကောင်းတဲ့ micro mini stand တွေကြားထဲမှာတော့အလုပ်ကိုကောင်းကြီးလုပ်သွားတယ်လို့တော့ပြောလို့ရတယ်ကြာနော်Elko နဲ့ပတ်သက်ဆိုင်ပဲဆိုလို့ရှိရင်တော့အချိန်ကြီးတော့ aggressive rail wave တွေပေးထားတဲ့တော့မှကန် 5 piece တွေတော့သူလိုက်ပြီးတော့ဖွင့်လို့တော့မကြတော့ဗျာ။ခင်ဗျာ sorry မရကူလောရကျွန်တော်နောက်ထပ်ကြည့်ရမှာတော့လောဘတ်တယ်။အဲ့ဒီလောဘတ်တွေမှာတော့နည်းနည်းလေးတော့ကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားရကောင်းတဲ့ဘတ်တွေရောထပ်ပြီးတော့ပဲမြင်ရတော့မလားဆိုတော့စောင့်ကြည့်ရမယ်ပေါ့နော်။ကဲ fast lock အလုံးလေအဲ့တော့လက်ရှိတီကတော့ 4.1k လောက်ထိတာနေတဲ့ကျွန်တော် Elko ကိုပေါ့နော်ဒီခါပေါ်လာခဲ့ကျွန်တော်လုံးကိုသွားပြီးတော့မှဒီ first zone ကိုသွားပြီးတော့လူမယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ error တော့ရှိတယ်ဒါပေမဲ့ဒီလုံးကိုပေးလိုက်ရမယ်ဆိုလို့ရှိရင်လည်းအရင်တော့မလွယ်တော့ပြန်ဘူးဆိုတော့ဒီလုံးကိုတော့ GG All Star အသင်းနေနဲ့သွားပြီးတော့လူပါလားဒါမှမဟုတ်လို့ရှိရင်တော့တခြား alternative တစ်ခုသွားလုပ်ပါလားဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ကိုစီတောက်တိုင်းနဲ့ပဲတစ်ဖက်မှာတော့ JP ရှေ့ကနေပြီးတော့ပြေးတိုးကြပါလေဖက်ပြီး fine နဲ့တော့လက်ဆန်းလိုက်ပါသေးတယ်ဒါပေမဲ့ဟိုဘက်မှာ Fanny K ပဲကတ်တော့နဲ့နောက်မှာတော့ကန်ဖက်ကလေးပါလေးတော့ဝင်ပူးပေးလို့ရတယ်အရှက်ဒါဘာကြောင့်လဲတော့ဘာလဲ bloody hand ကန်ထိန်းတိုင်းတော့ကန်စမ်းပြောင်းသွားတယ် bloody cutie ရဲ့ပြစ်ချက်တွေချမှာ Ruby စမ်းပေးနေမယ်လေမရတော့ Hero Kid လက်ကောသေဆုံးသွားတယ်ပဲတော့ဘာဆယ်တွေချက်လိုက်တော့တာ Instagram မှာတမ်းမှန်ပြီးတော့ပေးဆက်လိုက်တယ် Hero Kid 3ပေါင်မျက်စိတမိတ်တွေးကိုပေးလိုက်တာပဲဖြစ်ပါတယ်မပါစေ Ruby TT ကြည့်တော့ကြည့်နေရဗျာဒါပေမဲ့သူ့ရဲ့ teammate 4ယောက်လုံးကြာသွားတဲ့အချိန်ဒီမှာတော့သူ့အနေနဲ့လည်းAO record ထောက်ဖို့တော့လိုနေရတော့အမှန်ပဲပေါ့နော်ဒီမှာတာဝါရှိတော့ကျန်တော့ကျန်နေသေးရဗျာဒါပေမဲ့လည်းမေဂါတလဲတော့ပေးလိုက်ပြီဗျာနော်စောစီးပဲအဲ့တော့ဒီကောက်ပါလဲ Echo အနေနဲ့သူတို့ရဲ့အသာသီးရနေတဲ့အခြေအနေတစ်ခုမှာလုံးသူတို့ကလော်နဲ့မပေးလူချင်ပေါ့နော်အဲ့ဒါကြောင့်မလို့သေးခွိုက်ဖက်တဲ့တစ်ခုကိုသူတို့အနေနဲ့ပြေးပြီးတော့ဆိုင်လိုက်တယ်သူတို့လည်း damage တာနေတဲ့အခြေအနေဆိုတော့ဒီရောရှားအနေနဲ့ဒီ first floor ကိုတော့ခွင့်ပြုပေးလိုက်ရတဲ့ပြေုံမှာခုနကလည်း Yuki တော့ပေးခဲ့ရတယ်ကြာနော်ကဲဆိုတော့ဒီလုံးတော့ဘယ်လိုမျိုး defend မလဲစဉ်းစားတော့မယ်ပေါ့နော်ကျွန်တော်ဒီမြန်မာ All Star အနေနဲ့လည်းတော်တော်လေးတော့ရုန်းကန်နေရတာလေးတော့တွေ့ရတယ်ဆောင်းလမ်းမှာတော့ကုလောတဲ့ free fire တော့ ace နောက်ရှောက်ဒီပါတော့ farming ပြန်ပြီးတော့ပဲယူနေနဲ့ပဲလောအနေနဲ့လည်းတယ်လန်းနေတက်လာမယ်နေတော့တခုတော့ကျွန်တော်တို့ရင်ဆိုင်ရပါအောင်မယ်ဝဲရတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဒါ first floor ပေါ်လာခဲ့တဲ့ဆိုတော့17 မိနစ်ကျော်လောက်ထိတော့ချိန်ရောက်လာပြီဒီခေတ်တစ်ခုမှလည်း goal တီလဲ 7k လောက်ထိဟနေရဗျာဆိုတော့ Elko နေနဲ့ဒီတစ်ခါပေါ်လာခဲ့တဲ့ first floor နဲ့ mega tower တီရနိုင်မလားမင်းရဲ့ mega tower မှာရှိရမရှိတော့အဲ့ရလုံးဝမရှိတော့တာဗျ။အော်မဖလက်က bloody hand ဒါပေမဲ့ Ruby အော် fan ပြန်တော့ကဲပေးတိုင်းတော့မချေပြီးတန်းပြောင်းသွားတယ်ဘယ်မှာအချစ်
ကြောက်ဝင်လာအောင်မလားဒီဘက်မှာလို့လည်းပြန်လဲပြီးတော့ဖြည့်ရှင်းရမယ်နေတာတစ်ခုရှိရဆိုရင်နေတာတစ်ခုမှာတော့အော်စာဒီဘက်မှာဖန်ဒီဝင်လာမယ်နေတာတွေလည်းကျွန်တော်တို့သတိထားနေရပါသေးတယ် over the 5ပါသုံးမလား Final one, Massman for anybody down down number 3-4. Flick item of Kobe down number 8. Straight to watch all. Show item of stable away. Roman Gyro, tap your item number try and the 5 beat down Santi. Tap it up a beta. Hiroke. Joy at the trade out so we will take down the core echo. တက်လို့မရသေးပါဘူး ကဲဒီတစ်ခေါက်မှာဆိုလို့ရှိရင်လည်းအတိုးနေနဲ့သူတို့ရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့ Mega Tower တစ်လုံးကိုသူတို့မယူဘဲနဲ့ POK တွေအတင်းကြီးကိုလိုက်ပြီးတော့ယူတဲ့နေရာမှာတော့ပြန်လည်ပြီးတော့မှ KD ကိုပေးခဲ့ရတဲ့အခြေအနေပြနော်ဆိုတော့သူတို့တာခဲ့တဲ့ 7K ကနေပြီးတော့နည်းနည်းလေးတော့ရော့သွားခဲ့တဲ့အခြေအနေမျိုးတွေ့ရတယ်ပြီးတော့ဒီ first law နဲ့သူလည်းသူတို့က Mega Tower တွေထပ်ပြီးတော့လည်းမချခဲ့ဘူးဒီပြီးနည်းနည်းလေးတော့နီးကပ်သွားရနော် Yeah ကျွန်တော်တို့ Franco ဟုတ်တယ်လည်းသတိထားနေရတယ် Fanny ဝင်လာမယ်ဟာတွေလည်းဖမ်းအောင်မယ်လုံးတွေတော့များပါတယ်ပေါ့နော်ဆိုတော့ camera point ဘာညာလေးနည်းနည်းလေးပြန်ရှာမယ်ဆိုတော့ဒီလောဖက်တယ်လေးမှာနိုင်ဝိုင်းတော့ကိုယ်ဝင်မစိုးဟုတ်တယ်ဒီ second law တော့ပြန်လည်ပြီးတော့ပေါ့နော်လူးနိုင်မယ်ဆိုလို့ရှိရင်တော့ဒါတေချာပေါက်ဒီ all star သေးအနေနဲ့ပြန်လည်ပြီးတော့ camper လုံးနိုင်မယ်ကျွန်တော်လေးချက်လေးစောင်းလို့ရသေးတယ်လက်ရှိတီးကလည်း Fanny Judy 1000ဖြစ်နေတဲ့အချိန်မှာ ace နေနဲ့4900ဆိုတော့8000ပေါ့နော်အဲ့တော့ဂျားထဲမှာတော့ကျွန်တော်တော်တော်လေးတော့အဲ့ဒါတကွက်ဆောင်တော့ဟာနေရမှာကဲဆိုတော့ခုလောတယ်တော့ Bunny Cutie အနေနဲ့ CR ဘက်တွေပါထည့်ပြတ်မဲ့နေတာတွေတော့မြင်လာရတယ်ပေါ့နော်ဆယ်ကဲခုလောတယ် Franco ဟုတ်ပါဝါပြီးတော့မ bloody hand ခိုင်ရတယ်မ Fanny ကေပဲအပြေးလေးပဲလာမလား join နေတယ်ဟန်အေးတွေပြနေတာဗျာဒီဘက်မှာလည်း Letify P ပါထပ်ဖွင့်ထားနေပဲဗတ်တဲ့ဝင်တော့မ over Ashada ထပ်ပေးတိုင်းမှာမ Franco ဟုတ်တွဲသွားပြီတော့မလည်း Fanny ကေပဲတောက်ချောက်ဒီကမှာ over ကတိတော့ roll ဆွေပြီးသွားတယ်မှာ Gyro တမ်းပြောက်သွားပြီတော့မပါစေ over မှာ ace မိချာတွေကပေးရတယ်ဆိုပေမဲ့ Fanny Cutie ရဲ့ပြစ်ချက်တွေတော့ဘလို့မှမလို့တော့တော့ပကေကျွန်တော်မှခေပြီးဆက်ပြီးထိန်းထားသေးတယ်ဒါပေမဲ့လည်းကျွန်တော်အင်ဂျလာဝေပူးပေးပြီးတော့ပဲနောက်ကိုတော့ခဏပြန်ပတ်ထားတယ်ပေါ့နော် Hiroke 3កောင်2កောင် trade ထားပါတယ်ကဲဒီတစ်ခေါက်မှာဆိုလို့ရှိရင်လည်း Algo နေတယ်တော့သူတို့ရဲ့အဓိကအေးမပြီးသေးဘူးကာတီစီအဲ့တော့လိုက်လာချေသေးရဲ့ဗျာဒါမဲ့လည်းလွယ်မလွယ်ပါဘူးနော်လုံးဝ cree လည်းမရှိတဲ့ခြေနေဆိုတော့ဖတ်လိုက်တာတော့ကောင်းပါတယ်အဓိက ace ကခုနနေရာမှာဂျားညက်ဝါဗျာဟုတ်တယ်အဓိကဘတ်တယ်ကဘာဖြစ်နေလဲဆိုလို့ရှိရင်တော့ Franco ကိုက်ပြီးတော့ဘတ်တယ်ဖွင့်တဲ့ခြေနေတစ်ခုမှလည်းကာတီစီကနောက်က David ပေးရဲ့ဒီ Bruno တို့ပြောလို့ရှိရင်တော့ Rupiti တို့လိုက်ပြီးတော့မှသူကကြီးကြီးပဲကတ်တော့ဒီပိုင်းရခိုက်တဲ့ရှိတယ်။ဒီ Judy အဲ့ဒီခြေနေတစ်ခုမှဆိုလို့ရှိရင်လုံးဝ market လွတ်သွားတဲ့ခြေနေဗျာနော်ကဲဆိုတော့ပေါ်လမ်းမှာတော့ second လော့ဒီလော်လေးတော့နည်းနည်းလေးလိုအပ်လာပြီလို့ပြောလို့ရတယ်ဗျာဆိုတော့ဒီ All Star ဒီလော့တော့ဘယ်လိုမျိုးလာပြီးတော့လူပြအောင်မလဲထပ်ကြည့်ရပါဦးမယ်ခုလောတယ်တော့ကျွန်တော်ဒီဘက်မှာ Franco လိုက်ရှာနေရဗျာ target ဒီဘက်မှာကန်နေနဲ့လေတော့သတိတော့ထားမယ်ရန်နီးနေပြီအေးဆိုရင်းနဲ့ပဲဒီတစ်ခေါက်မှလည်းကျွန်တော်တို့ 70 Railway for ပေးလိုက်ရပြီပါဒါပေမဲ့သူ့မှာ battery fine တော့ကျန်သေးရဲ့နော်အဲ့ဒါလေးတော့တစ်ချက်တော့ပြန်ပြီးတော့ view ဆိုင်ရမှာ Okay ဒီခေါက်လည်းရဲကြီးတော့မလွယ်ဘူးဗျ Echo အနေနဲ့သူတို့ first floor တော့ဆိုလို့ရှိရင်လည်းရှင်းတယ်ဒီလောက်သူတို့လုံးဝမလုပ်ဘူး hero ပဲအဓိကချသွားတာနော်ဒီတစ်ခေါက်လည်းဒီ GG All Star အသင်းကိုပဲသူတို့အနေနဲ့တော့ရင်မလုပ်ပဲတော့ဗဒေသုံးဆိုင်ဖို့ကြိုးစားမလားဒါလေးတစ်ချက်တော့ပြန်ပြီးတော့ကြည့်ရမယ်ပြီးတော့ Railway ကိုပြန်စောင့်နေရတယ်ဖြစ်နိုင်position ဘာညာတော့အသီးသီးယူနေကြတယ်ပေါ့နော်ဆိုတော့ဒီဘက်မှာလည်းလောအနေနဲ့ကတော့ထွက်နေပြီဆိုတော့ဘယ်လိုမျိုးပြေးကတ်မလဲတစ်ဖက်မှာ sorry GG တပူပြီးတော့အဲ့မှာမကိုစီဖြောက်ပြီးတော့ဘောလည်းပြေးတယ်တော့မ over Ashada အဲ့မှာရှောင်းသားလေးတယ်ဒီဘက်မှာ Ruby TD ပြန်တော့လုံးပြနိုင်မလားမရတော့ဘူးအကိုက်ခံလိုက်ပြီဆိုတော့အဲ့မှာတော့ try အလည်း fire ပြီးတော့ကတ်တယ်အေးပတ်တယ်တော့ swap လိုက်တယ် Bunny Cutie Okay, sabi yo be Instagram sabi ho. Katisi. The kill kaya la pare now so throw ko ro. Te cho ne ne be game number 2 ma ro. ကိုဆက်လက်ပြီးတော့အနိုင်ရရှိသွားခဲ့ဖြစ်ပါတယ်အဲ့လိုကြီးကြတော့လေအဲ့လောက်ကြီးကြတော့လေ ကာတီးစီကြည့်ရတာတော့ तू အိတ်ချင်နေရလားမသိဘူးကွာတော်ကြီးတော့ तू လုံးဝပြေးချိုးတယ်ပေါ့နော်ကဲဆိုတော့ဒီတစ်ခေါက်မှလည်းဒါနာမည်ကျော် Battle Strategy Alco ရဲ့အဓိက strategy ရဲ့တစ်ခုလို့ပြောမှာပဲမှန်တယ်နော်သူတို့အများနဲ့လို့လုပ်နေကြပဲကိုဝေ duty လုပ်နေကြကိုဝေ review လုပ်ဘူးလေအဲ့ဒါကိုသူတို့ရဲ့ဒီ Battle Strategy ကအရန် perfect ဖြစ်လုံးနေကဲဆိုတော့ဒီတစ်ခေါက်မှဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါတော်တော်လေးကိုကောင်းတယ်ဒါ Alco အနေနဲ့ဆက်လက်ပြီးတော့နိုင်ရရှိသွားခဲ့တယ်တစ်ဖက်မှာတော့ GG All Star အသင်းအနေနဲ့ကတော့ဒီတစ်ခေါက်မှာ
ဒါ game number 2ကိုဆက်လက်ပြီးတော့လက်လွတ်ပေးခဲ့အကောင်းဆုံးကြိုးစားခဲ့တယ်ဗျာနော် အကောင်းဆုံးတော့ကြိုးစားခဲ့ပါတယ်နော်အကောင်းဆုံးကြိုးစားခဲ့တာလေတော့တီးမပြောရမယ်ဆိုပေမဲ့လည်းဒီဘက်မှာတော့တကယ်ကိုကောင်းမွန်တဲ့အဲကိုသိန်းရဲ့ဒါ playing style ကြီးကြားမှာတော့ကျွန်တော်တို့အနေနဲ့ခုလောတယ်လက်ရှိ 2C နဲ့တော့ရှုံးနေနေတာပဲဖြစ်ပါတယ် ဟုတ်ပါတယ်ဆိုတော့ဒီတစ်ခေါက်မှာဆိုလို့ရှိရင်လည်းဒါ GG เนาะကျွန်တော် All Star တင်းကတော့ game 2မှာတော့ရှုံးနေတယ်ဒါပေမဲ့ Best of 3ဆိုတော့ပြီးသွားပြီကွာเนาะကျွန်တော်တို့ကဒါအတွေ့အကြုံယူရလို့ပဲပြောမယ်အခြေအနေဖြစ်ပါတယ်เนาะ All Star ဆိုတာကတော့တနေရာစီကနေပြီးတော့ကစားသမားတွေကိုစုဖွဲ့ထားတဲ့အသင်းဖြစ်တယ်ကျွန်တော်ကတော့1-1လေးဖြစ်စေချင်တာဆိုပေမဲ့လည်း 2D ဆိုတော့ပြီးသွားပြီပေါ့ဗျာတဲ့မလားဘယ်တက်နိုင်ဘာမှလုပ်လို့မရ Best of 3နှစ်ပွဲနိုင်ဘာမှလုပ်လို့မရတော့ ဘာမှလုပ်လို့မရတော့ဘူးကွာသွားတာ ဆိုတော့အဲ့လိုမျိုးပေါ့နော်သို့တော့ဒီကတော့ကျွန်တော်တို့vibe အများကြီးရခဲ့ပါတယ်ဥမာပျော်ရွှင်ရတဲ့ vibe တွေရောကျွန်တော်တို့ဘယ်လိုပြောမလဲနိုင်တယ်ရှုံးတယ်ဆိုတာထက်ဒီကကျွန်တော်ဒီလိုမျိုး vibe မျိုးဒါပရိသတ်တွေကိုမျှဝေပေးခြင်းတာ ဟုတ်ပါတယ်ဖလဘာရဲ့အကောင်းဆုံးအသင်းနဲ့ဒီ L4 Champion ဆုကိုယူထားတဲ့ L9 နဲ့ကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာရှိတဲ့ professional နာမည်ကြီးကစားသမားတွေရဲ့ပြန်လည်ပြီးတော့ရိုက်ခတ်မှုတွေကြားထဲကနေပြီးတော့ထွက်လာတဲ့အနှစ်သာရတစ်ခုကျွန်တော်တို့အနေနဲ့ပြေဝခံစားခဲ့ရတာဖြစ်ပါတယ်ဆိုတော့အခုလိုမျိုးဒါ L9 ကိုမြန်မာပြည်ကိုဖိတ်ခေါ်ပေးတဲ့ GG Gaming Festival တာဝန်ရှိတဲ့လူတွေကျေးဇူးများတင်ပါတယ်အဲ့တော့တခါတည်းပဲကျွန်တော် request လုပ်ပါမယ်နောက်တစ်ခေါက်ကြာလို့ရှိရင်တော့ RGU ခေါ်ပေးပါဟာညီကိုတွေဒီလိုနေเนาะကျွန်တော်ဒီက RGU ခေါ်ပေးပါเนาะကျွန်တော်ကဲခုလောတယ်တော့ဒါ Air 9ခေါ်ပေးနေတဲ့နောက်တစ်ခုမှလည်းတကယ်ကိုကျွန်တော်တို့ပြည်စုံခဲ့ပါတယ်เนาะဒီညလေးကကျွန်တော်တို့ Air 9 versus ကျွန်တော်တို့ဒါမြန်မာအသင်းဖြစ်တဲ့ All Star match ပေါ့เนาะဆိုတော့vibe တွေအောက်မှာလည်းပြည်သက်တွေကဟေးကဒါပေမဲ့မြန်မာနိုင်တော့ပူကောင်းတာပေါ့လေเนาะဒါပေမဲ့လည်းကျွန်တော်တို့ဘယ်လိုပြောရမလဲ HB ရဲ့ဒီလိုမျိုးရတဲ့ HB ရဲ့နေဟိုတန်ဖိုးရှိနေတာဗျ